Okay, good. All hands this way. Mingla bakanya. Okay, mingla ba bya. Okay,ကျွန်တော်ဒီဘက်ကအခုမျက်နှာမမြင်ရတော့ဘူး Facebook ကလည်းကြောင်းဟိုဘက်က YouTube ကလည်းကြောင်းနေတာ ဘယ်လိုဖြစ်နေမှမသိတာပါ ဟုတ်တယ် line တွေကခုနောက်ပိုင်းဘယ်လိုတွေဖြစ်မှမဒီမှာကတော့ bring them on camera လို့ရေးထားတာအဲ့ဒါကိုကျွန်တော်နှိပ်တော့လည်းမပေးဘူးတခုတော့တခုပဲဟုတ်ကဲ့ရှေးဥစွာเนาะကျွန်တော်တို့ပရိသတ်တွေကိုသိစေချင်တာကတော့ကျွန်တော်အနေနဲ့လက်ရှိမြေပြင်ပေါ်မှာစစ်မြေပြင်မှာတကယ်အလုံးလုံးနေတဲ့ဘုဒေါ်လာသစ္စာနဲ့ကျွန်တော်နဲ့ဆွေးနွေးမြင်းမြန်ပြောဆိုသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒေါ်လာရင်းအကြောင်းတွေကိုဆိုတော့ဒါကကျွန်တော်တို့အရင်တုန်းကဒီဒေါ်လာရင်းစပြီးကြရအောင်ပေါ့ဗျာเนาะဒီဒေါ်လာရင်းလောက်လာကြရင်မြေပြင်ကရဲဘော်တွေနဲ့ဟောကျွန်တော်တို့ထောက်ဖို့တွေရောတူနဲ့တူဆက်တွေခင်မင်ခဲကြလို့ညီကိုမောင်နှမတွေလို့ရင်းနှီးခဲကြလို့ကျွန်တော်တို့ဒါတွေကဖြစ်လာတာပါရင်ဖွင့်ရတဲ့အနေအထားတွေပေါ့လေနော်ဒါတူနဲ့တူပြီးတောင်းအနေနဲ့ဆွေးနွေးသွားမယ့်အပိုင်းလေးတွေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဖိတ်ခေါ်မှုကိုလက်ခံပေးတဲ့ကျွန်တော်တို့ပြည်သူဒေါ်လာရေးလက်ယုံတပ်ဖွဲ့ဦးဆောင်သူဖြစ်တဲ့ကိုသစ္စာကိုလည်းကျွန်တော်အနေနဲ့အထူးကျေးဇူးတင်ရှိပါကြောင်းပြောရင်းနဲ့ကျွန်တော်တို့ live တွေကိုစမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့မင်းမြန်ချင်တဲ့အကြောင်းရင်းကတော့ကိုသစ္စာရေးဒါကတခုလက်ရှိကျွန်တော်တို့ line ပေါ်မှာသတင်းဖြစ်နေတဲ့စကားပေါ်ရနော်ဒီစကားဆိုတာကကျွန်တော်တို့ရစံကျင်ဘက်ဖြစ်တဲ့ဒီစကားစသည်ဟုတ်လားကဘာမှာကုလသမဂ္ဂမှာအားကြီးနိုင်ငံဖြစ်တဲ့ပြည်သူအာဏာသုံးပိုင်ခွင့်ရထားတဲ့ပြည်သူအာဏာသုံးခွင့်ရထားတဲ့ဒီတရုတ်နဲ့ရုရှားနဲ့ပေါင်းနေတယ်ပေါ့အဲ့ဒီလိုပေါင်းတဲ့အခါမှာကျွန်တော်တို့ဒီငွေအင်အားအရာရောလက်နက်အင်အားအရာရော
ကျွန်တော်တို့ပြည်သူဒေါ်လာရင်းအဖွဲ့ဒီအနေနဲ့လက်နက်ကင်အဖွဲ့အစည်းတွေအနေနဲ့လုံးဝကိုမမီနိုင်ဘူးပေါ့လေလောလောဆယ်တချို့ရဲဘော်တွေအနေနဲ့ဆိုရင်လည်းသူတို့မျက်နှာတွေပြနေရပြီးတော့အလှခံနေကြရတဲ့အနေအထားထိကြောက်နေကြတယ်ပေါ့ဆိုတော့ဒီဒေါ်လာရင်းအောင်မြင်ဖို့မလွယ်ဘူးလို့ဒီစကားဆရဲ့ဝါရမိုင်းလည်းဖြစ်နိုင်ပါတယ်တချို့ကိုယ်တိုင်သုံးသပ်ချက်တွေလည်းဖြစ်နိုင်ပါတယ်ဒီသတင်းတွေဟာလောလောဆယ်ရာ ဟုတ်ကဲ့ ဖြစ်သားနေတယ်ပေါ့ဗျာအဲ့ဒီအပေါ်မှာပေါ့နော်ဒီဟိုဒေါ်လာတစ္ဆာရဲ့အမြင်လေးကိုသုံးသပ်ပေးရင်သိပြစေလို့ကျွန်တော်အနေနဲ့မြတ်တာရက်ခံပြစေ ဟုတ်ကဲ့ဗျဒီကတော့ဒီကျွန်တော်တို့ခက်ခဲတယ်ပေါ့နော်အခုဒီကတော့ကျွန်တော်ပြောနေတဲ့စကားရှိပါတယ်တော်လန်ရေးဆိုတာလုံနေတဲ့နေရာပဲအကျိုးဝင်တယ်လို့ကျွန်တော်ပြောခြင်းအဓိကတော့ကျွန်တော်တို့ပြည်တွင်းမှာရှိနေတဲ့တော်လန်ရေးအင်အားစုတွေအနေနဲ့အကျဉ်းဒီစက်ပြုတ်ကြတယ်မြင်လားတဲ့ကိုကြီးပြုတ်ပြုတ်ကြသွားတာကျွန်တော်ပြန်အပ်လိုက်တာအဲ့ဒါကြောင့်ဟုတ်ကဲ့ပြောပါကောနော် အဓိကတော့ကျွန်တော်တို့တော်လန်ရေးဆိုတာကမြေပြင်မှာရှိနေတဲ့သူတွေကအမတန်အရေးကြီးပါတယ်ဟုတ်ပြောမယ်ဆိုလို့ကျွန်တော်တို့နိုင်ငံတကာအတိုင်းအဝိုင်းတွေကျွန်တော်တို့ UN တို့ILO တို့နောက်ပြီးတော့ကျွန်တော်တို့ MCC တို့ SCJ တို့ပါတို့ညာတို့ဆိုတာကအားကြီးတဲ့သူကိုဒါလေအတိမတ်ပြုပြီးစကားပြောတာပါဘာဖြစ်လို့အဲ့စကားကျွန်တော်ပြောလဲဆိုတော့လက်တွေ့ real politics ကိုအခြေခံပြီးတော့ပဲသူတို့ကဆက်ဆက်မှုအပိုင်းကိုသွားတယ်သူတို့အကျိုးမြတ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အကျိုးစီးပွားဆိုင်ရာနဲ့ပဲသွားတယ်အဓိကတော့ဒီဖီယိုအာနာပေးထားတဲ့နိုင်ငံဒီအများစုကအင်အားကြီးနိုင်ငံတွေဖြစ်တယ်အဲ့တော့ပြောချင်တဲ့သဘောကဒီလူအဖွဲ့အစည်းအတိုင်းဝိုင်းကအားကြီးတဲ့သူတွေမှာဒါလေအာဏာရှိနေတဲ့အနေအထားတရက်ပါအဲ့တော့တော်လည်းလောက်တယ်ဆိုတဲ့ကတော့ဒီဟာတွေအကုန်လုံးကျွန်တော်တို့ထည့်တွက်ထားရပါတယ်ဟုတ်ကဲ့အဲ့တော့မလွယ်ဘူးလားဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော်တော်လိုင်းမလုပ်ပဲအားကြီးတဲ့သူသားလဲတိုက်ကဘာပေါ်မှာကြီးဆိုးတဲ့ဗရေတတစ်တအုပ်ဆံပိုင်စနစ်ကိုပြန်သွားနေတယ်ပြန်ဥတည်နေတယ်လို့ပဲကျွန်တော်တို့ပြောလို့ရတယ်ရှင်းရှင်းလေးအဲ့တော့ကျွန်တော်တို့ကတော်လိုင်းလုပ်ပြီးကျွန်တော်တို့တိုင်းပြည်မှာဖြစ်ပျက်နေတဲ့မတရားမှုတွေကိုတို့မြင်တော့ဘူးကျွန်တော်တို့တိုင်းပြည်ကိုအကောင်းဆုံးပြောင်းလဲမှုတစ်စုံဖြစ်အောင်လို့ကျွန်တော်တို့စ조사မယ်ဆိုလို့ရှိရင်တော့အားလုံးကိုကျွန်တော်တို့ခြုံငုံပြီးတော့သုံးသက်ပြီးလက်တွေ့ကြတဲ့စစ်အနိုင်တိုက်ရေးကိုကျွန်တော်တို့ဝင်းရံမှုပဲလိုအပ်ပါတယ်နိုင်ငံရေးရလော်ကြီးအုပ်လို့တယ်နိုင်ငံရေးရပြောမယ်ဆိုရင်ဩဇာတိဆောက်လို့တယ်တချို့ဆိုလို့ရှိရင်တော့ပြောမယ်ဆိုရင်လုံနိုင်တာနည်းနည်းလေလုံးထွားတာများများနဲ့တွားနေတဲ့ပုံစံဟာတော်လိုင်းမဟုတ်ပါဘူးတော်လိုင်းဆိုတာရိုးရိုးလေးပါနိုင်အောင်တိုက်ပါပြောင်းလဲအောင်ကြိုးစားရမှာအဲ့ဒါတော်လိုင်းသမားရဲ့အလုပ်ပါဘာမှပေါ်စီရောက်သွားနေလို့တော်လိုင်းရေးဆိုတာအောင်မြင်လာမှာမဟုတ်ဘူးဗျအဲ့တော့ကျွန်တော်တို့မကြိုက်ဘူးဟုတ်ဒီစနစ်ကိုမကြိုက်ဘူးကျွန်တော်တို့တော်လန်မယ်ကျွန်တော်တို့ရတဲ့နယ်မြေတွေမှာကျွန်တော်တို့အကောင်းဆုံးစနစ်ကိုတည်ဆောက်ရမယ်ပြည်သူယုံကြည်မှုတွေကျွန်တော်တို့တည်ဆောက်ဖို့လိုတယ်တချို့ကတော်လန်ရေးမှာတက်ဦးမှာခွာထိုင်ပြီးတော့ပြောမှဆိုလို့ချင်းရရတဲ့နေရာတွေမှာတေရွာကိုအပိုင်စည်းနိုင်အဲ့တေရွာမှာဒီပြောမှဆိုရင်လူလူယုံကြည်မှုကိုအရေးကြီးတည်ဆောက်ရမယ်အပိုင်းတွေအများကြီးရှိပါတယ်အဲ့ဒါတွေမလုပ်ဘဲနဲ့ကျွန်တော်တို့နောက်တေရွာတက်ခုံပြီးတော့ကျွန်တော်တို့အနိုင်တိုက်လို့မရပါဘူးနည်းနည်းချင်းနဲ့ကျွန်တော်တို့လိုချင်တဲ့စနစ်ကိုတစ်ခါတည်းတည်ဆောက်သွားရမှာဖြစ်တယ်နိုင်ငံရေးရပြောမှဆိုရင်ဆယ်လီဖြစ်ရေးနိုင်ငံရေးသမားလုပ်ပြီးတော့ကိုယ့်ကိုဆယ်လီဖြစ်ရေးဥတည်ပြီးတော့အကျိုးစီးပွားဆိုင်ရာတွေနဲ့တွားနေမယ်ဆိုရင်ဒါတော်လိုင်းကြီးမှာဝင်မပတ်သက်ပါနဲ့တော်လိုင်းကြီးဆိုတာအမတန်အရေးကြီးပါတယ်အခုကျွန်တော်တို့တိုင်းမှာဖြစ်နေတဲ့ပြဿနာရဲ့အဓိကလက်နက်ကင်တော်လိုင်းလမ်းစဉ်ကိုကျွန်တော်တို့ရွေးချယ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်အရန်အန်နေများပါတယ်ကိုတဖို့တွေကြည့်ပြီးတော့တော်လိုင်းကြီးတဲ့ဝင်ပါမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အောက်မှာသေပေးနေရတဲ့အသက်တွေဟာတန်ဖိုးမဲ့လို့လားလို့ကျွန်တော်ဒီနေရာနဲ့မေးချင်တယ်ဘာဖြစ်လို့လဲဆိုတော့တော်လိုင်းကြီးလို့ကြွေးကြော်ထားရင်ကျွန်တော်ပြောင်းလဲအောင်ကြိုးစားရမှာဒါကျွန်တော်တို့ရဲ့
အလုပ်ပါဗျဟုတ်ကဲ့ ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့အကိုရဲ့သုံးသပ်ချက်ကိုလည်းကျွန်တော်တို့သဘောပေါက်ပါတယ်နော်ဆိုတော့အဓိကကတော့စစ်မြေပြင်ဒေသနဲ့အဓိကစစ်မြေပြင်မှာအနိုင်တိုက်ဖို့ဒေသအရေးကြီးတယ်လို့အခုအနေနဲ့ဆိုလိုချင်တာပေါ့နော်ဒီ fundraiser သမားတွေတချို့မီဒီယာသမားတွေအနေနဲ့လည်းဒီလိုဟလာမြေပြင်အနေအထားတွေကိုအသုံးချပြီးတော့ဒါတွေကလုံနေတဲ့အပိုင်းလေးတွေလည်းကျွန်တော်တို့လည်းမြင်ပါတယ်တူတော်လည်းပဲဒီကိစ္စတစ်ခုမှကကျွန်တော်တို့အကောင့်ဆိုးကလည်းတွန်တွဲနေတာဆိုတော့အဲ့ဒီအဆိုးကိုလည်းကျွန်တော်တို့တဖြည်းဖြည်းတိုက်ထုတ်ရင်းနဲ့ပဲသွားရမယ်လို့မြင်ပါတယ်ပေါ့နော်ကျွန်တော်အနေနဲ့ဆိုတော့အကိုရဲ့တုံ့တက်ချက်တွေကိုလည်းကျွန်တော်လက်ခံပါတယ်သဘောလဲကျပါတယ်ဘာကြောင့်လဲဆိုတော့အကိုဆိုဒီမှာဟလာပြည်သူတော်လိုင်းကြီးလက်ယုံတပ်ဖွဲ့ရဲ့ဥဆောင်သူလည်းဖြစ်တယ်မြေပြင်မှာတကယ်ကိုအလွတ်လုံနေတဲ့ပုဂ္ဂိုလ်လည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဟလာခုကျွန်တော်ကိုယ်တိုင်ပဲဒီမြေပြင်ရဲ့စကားကိုဟိုတိချင်လို့လည်းပါတယ်အများပြည်သူကိုလည်းတိစေချင်တဲ့သဘောတရားနဲ့အကိုဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကအဲ့ဒီမှာအကိုပြောသလိုကျွန်တော်နည်းနည်းထပ်ပြီးတော့ဟိုတိချင်တာလေးကိုမေးပြစေပေါ့နော်အဲ့ဒီမှာဘာကိုမေးချင်လဲဆိုရင်ဥပမာမြေပြင်မှာကျွန်တော်တို့ခုနနှိုင်းရှင်ခဲ့ကြသလိုပေါ့အကူတို့ရှင်မှာလက်နဲ့အင်အားခဲရအနေအထားကောဘယ်လိုအခြေအနေရှိသလဲပြီးတော့ဒီ top ဖို့အပိုင်းရောဘယ်လိုရှိသလဲနောက်တော့ကျွန်တော်တို့ဒီငွေအင်အားအပိုင်းကရောဘယ်လိုများလက်ရှိမှာမြေပြင်မှာကြုံနေရတယ်လဲပေါ့လေနော်အဲ့ဒါလေးလဲကျွန်တော်အနေနဲ့တစ်ချက်သိချင်ပါတယ်ဆိုလိုချင်တာကအရင်ထက်ပိုပြီးတော့အင်အားကောင်းလာတဲ့အနေအထားရှိသလားဒါမှမဟုတ်ရင်လက်တွေ့မှာအားနည်းလာတဲ့အနေအထားရှိသလားဆိုတာလေးကိုကျွန်တော်နော်တစ်ချက်လောက်ရှင်းပြစေချင်ပါတယ်အများပြည်သူလည်းသိအောင်ပြောပြစေချင်ပါတယ်ကျေးဇူးပါခင်ဗျဟုတ်ကဲ့အဓိကတော့ကျွန်တော်တို့ကအရင်လို့ကျွန်တော်တို့တူမီနဲ့ဟိုရလက်နဲ့ဆွဲကင်ပြီးတော့ဒီကျွန်တော်တို့ပျောက်ကြားစစ်တံကိုကျွန်တော်တို့ဆောင်ရွက်ပြီးတော့အလုပ်လုပ်ရတယ်ဗျအခုနောက်ပိုင်းကျတော့ကျွန်တော်တို့ကဒီပြောမယ်ဆိုလို့ရှိရင်ရန်တုရဲ့ဒီခံတက်တွေပေါ့နော်ခံတက်စကန်တွေပေါ့ရန်တုရဲ့အထိုင်စကန်တွေကိုဝင်တိုက်ရတဲ့တမယိုးကြစစ်တံကိုကျွန်တော်တို့ပြောင်းလဲနေပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပျောက်ကြားစစ်ကကျွန်တော်တို့တချို့နေရာတွေမှာတိုက်နေသေးပေမဲ့တချို့နေရာတွေမှာပျောက်ကြားတိုက်လို့မရတော့ဘူးရန်သူကမထွက်တော့ဘူးပေါ့မထွက်တော့ဘူးဆိုတော့ကျွန်တော်တို့ကရန်သူရဲ့အားနေတဲ့စကန်ငယ်လေးတွေကိုဝင်တိုက်တယ်ဆိုပေမဲ့ဟိုခံစစ်တွေဖြစ်တဲ့အတွက်ဟိုတိုက်စစ်တွေကခံစစ်တယောက်ဆိုတဲ့ဆိုရိုးစစ်ဆိုရိုးစကားရှိပါတယ်တင်ကဗျူဟာရအဲ့တော့ကျွန်တော်တို့ကအဲ့ခံစစ်တွေကိုဖြိုခွဲနိုင်တဲ့လက်နက်အမျိုးအစားတွေကျွန်တော်တို့လိုအပ်ပါပြီဘာပြောလို့တမန်ရိုးချက်စစ်ကိုကျွန်တော်တို့ဟိုနေတွားရတော့မလဲမဖြစ်မနေတော်လိုင်းနိုင်ဖို့ဆိုရင်ကျွန်တော်တို့မြေပိုင်ဖို့တော့အရေးကြီးပါတယ်မြေပိုင်ဖို့အရေးကြီးတယ်ဆိုရင်ကျွန်တော်တို့ကရန်သူရဲ့ခံစစ်ကရုတ်ချင်းတွေဘန်ကာတွေကိုဖြိုခွဲနိုင်တဲ့လက်နက်မျိုးစားတွေကျွန်တော်တို့သုံးဖို့လိုအပ်ပါပြီအဲ့ဒါတွေမသုံးနိုင်ရင်ကျွန်တော်တို့ရဲဘော်တွေပေးဆက်မှုရှိပဲကျွန်တော်တို့ခဲရမီကြောက်အလေအလွင့်များမယ်ပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီစစ်ပွဲတစ်ပွဲမှာကြည်သိန်းကုန်မဲ့စစ်ပွဲကိုကတ်မှန်းထားတယ်သို့တော်လည်းကျွန်တော်တို့မှာဗျူဟာမြောက်တဲ့လက်နက်မျိုးစားမပိုင်ဆိုင်ထားဘူးဆိုရင်ကျွန်တော်ကြည်၄သိန်းကုန်ပါတယ်အဲ့ပုံစံမျိုးကျွန်တော်တို့ရင်ဆိုင်ရပါတယ်အဲ့တော့အဓိကတော့အခုနောက်ပိုင်းမှာဒေါ်လာကြီးကလည်း၄နှစ်ကျော်လို့၅နှစ်တည်းရောက်တော့မယ်ပြည်သူတွေလည်းပန်းလာပြီကျွန်တော်တို့ဒီဒေါ်လာကြီးကလည်းဟိုပုံမလင်းလင်းပြောရင်ကကျွန်တော်တို့ဒီဘိန်းဆိုင်နေတဲ့အဖွဲ့အစည်းတွေလည်းမဟုတ်ဘူးကျွန်တော်တို့ဒီစီးပွားရေးဟိုတဘာဝတယံဇာတာတွေကိုကျွန်တော်တို့တူးဖော်ပြီးတော့ရောင်းစားနေတဲ့အဖွဲ့အစည်းတွေလည်းမဟုတ်သလိုပြည်သူစီကကျွန်တော်တို့အခွန်အခကောက်ပြီးတော့ရက်တည်ရတဲ့အဖွဲ့အစည်းလည်းမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကပြည်သူကိုပဲမျက်နှာမူတယ်ပြည်သူကကူညီထောက်ပံ့ပေးတဲ့ဟာနဲ့ကျွန်တော်တို့ပို့လုံနိုင်အောင်ကြိုးစားတယ်ကျွန်တော်တို့ပြည်သူကတနက်9လက်ထောက်ပံ့ပေးနိုင်ရင်ကျွန်တော်တို့15လက်ပြည့်အောင်တိုက်ယူခဲ့တယ်တာရကတွေလည်းအရှိမပြခဲ့ပြီးပါပြီပြည်သူလှူဒန်းနိုင်တာတက်ပို့ပြီးတော့ပြည်သူကူညီနိုင်တာတက်ပို့ပြီးတော့အလုံးလုံးနိုင်အောင်ကျွန်တော်တို့အမြဲတမ်းကြိုးစားနေပါတယ်လက်ရှိမှာတော့ကျွန်တော်တို့ဒီပြောမယ်ဆိုရင်ပြည်သူရှိမှန်းတဲ့လောက်ကျွန်တော်တို့တော်လိုင်းခရီးမပေါက်ရတဲ့အဓိကအကြောင်းရင်းကတော့ပြည်သူကူညီမှုတွေကကျွန်တော်တို့ဒီတော်လိုင်းရဲ့လမ်းကြောင်းအပေါ်ကိုတိတိကျကျမရောက်သေးလို့ကျွန်တော်တို့အခုလိုခက်ခဲနေတဲ့အနေအထားတရက်ပါအခုလောလောဆယ်မှာကျွန်တော်တို့မှာလက်နက်ခဲရင်ရှိပါတယ်ခဲရင်ရှိပေမဲ့ကျွန်တော်တို့ဒီစစ်တွေစိုင်ထားတယ်ဟိုပိုပင်မန်းတယ်ပို့ပြီးတော့ကျွန်တော်တို့စူးစမ်းယူနေရတယ်ဘာကြောင့်လဲကျွန်တော်တို့မှာ viewer မြောက်ဖြိုခွင်းနိုင်တဲ့လက်နက်အမျိုးအစားတွေကျွန်တော်တို့မပိုင်ဆိုင်နိုင်ပါဘူးအဲ့တော့
အဲ့လိုဟာမျိုးတွေကိုကျွန်တော်တို့ပိုင်ဆိုင်နိုင်မယ်အမြောက်များပိုင်ဆိုင်နိုင်မယ်ဆိုရင်ကျွန်တော်တို့မြေပြန့်ဒေသမှာရှိတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကလည်းဗျူဟာမြောက်စခန်းတွေကိုတိမ့်ပိုက်နိုင်မှသာလဲဗျူဟာမြောက်လက်နက်တွေကျွန်တော်တို့ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့စူးစမ်းနေပါတယ်ကျွန်တော်တို့အရေးကြီးလိုအပ်တာတော့လက်နက်ကြီးကျွန်တော်တို့အရေးကြီးလိုအပ်နေပါတယ်လက်ရှိလည်းမြေပြင်မှာစစ်ဆိုင်နေတဲ့အတွက်ကြောင့်အမတန်လက်နက်ကြီးကအရေးကြီးပါတယ်အဲ့တော့ဗျူဟာမြောက်လက်နက်တွေကကျွန်တော်တို့ထုတ်လုပ်လို့မရဘူးလားဆိုတော့ကုန်ကြစိတ်အရန်များပါတယ်ဝယ်ယူလိုက်တာကကုန်ကြစိတ်နေပြီးတော့ကျွန်တော်တို့ထိထိရောက်နဲ့တိတိကျကျပြစ်ခတ်နိုင်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်ထုတ်လုပ်ခဲ့ရတယ်ကြတော့ကျွန်တော်တို့စစ်တပ်ပိုင်းဆိုင်ရာကိုပဲကျွန်တော်တို့တိုက်ခိုက်လို့ရပြီးတကယ်လက်တွေ့ဟိုထိထိရောက်တိုက်ခိုက်နိုင်မှုဆိုရင်တော့ဒီကျွန်တော်တို့သိပ္ပံနီးကျမှန်မှန်ကန်ကန်ထုတ်လုပ်ထားတဲ့လက်နက်အမျိုးအစားတွေကိုကျွန်တော်တို့အသုံးပြုဖို့လိုအပ်ပါတယ်လက်ရှိမြေပြင်အနေထားရတော့ကျွန်တော်တို့ဗျူဟာမြောက်လက်နက်တွေတက်ဆင်ဖို့အတွက်ကျွန်တော်တို့ကိုဝန်းရံပေးဖို့ကျွန်တော်အနေနဲ့လည်းတောင်းဆိုချင်ပါတယ်ဗျဟုတ်ကဲ့ခင်ဗျဒါကကိုဒေါ်လန်ပစ္စာဆွေးနွေးသွားတဲ့အပိုင်းမှာကျွန်တော်နားလည်တာကတော့ကျွန်တော်တို့ဒီ2021အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကျွန်တော်တို့ဒေါ်လိုင်းစတင်လာပြီးတဲ့နောက်ပိုင်းမှာတော့ပြည်သူလူထုတွေကလည်းတက်နိုင်တည်းပေါ့နော်အားတည်းသူတို့လူခဲ့ကြတယ်ပေးခဲ့ကြတယ်စာနာရိတ်ခါကြီးအရာရောက်ဒီလက်နက်ခဲယမ်းအရာရောက်မဆိုးလို့ပြောရမှာပေါ့ဒါကကျွန်တော်ရဲ့အမြင်ပါဒီဘက်ကပြန်ပြီးတော့တုံးတက်ကြည့်လိုက်ရင်လောလောဆရာတော့အားနဲ့လာတဲ့အနေထားလို့တော့ကျွန်တော်အနေနဲ့မြင်တာပေါ့လေတိုးတော့မြေပြင်မှာလက်တွေ့စစ်ပွဲတွေဆင်နွှဲနေတဲ့ကိုဒေါ်လန်တစ္ဆာတို့နဲ့ဆက်တွေ့ပြီးပြောရတဲ့တိုင်ပင်ရတဲ့အကြောင်းရင်းကလည်းလူထုကိုတည်စေခြင်းလို့ဖြစ်ပါတယ်ဆိုတော့ခုနအကိုတုံးတက်သွားတဲ့အပိုင်းမှာအောင်မြင်မှုတွေကိုပြန်ကြည့်ရရင်လက်တွေ့မှာရန်သူလက်နက်ကိုကိုလက်နက်အနေနဲ့လည်းလုံနိုင်တဲ့အနေအထားလေးတွေရှိတယ်ဥပမာအဖြစ်လူငယ်တွေဆိုရင်လည်းပဲတီထွန်ကြံစနိုင်တဲ့အတိုင်းအတာလေးတွေကိုတွေ့ရတယ်အဲ့ဒီမှာဘာကိုတွေ့ရလဲဆိုတဘောတည်းက drone နီးပညာတို့လက်နက်နီးပညာတို့ဘုံတို့တီထွန်တဲ့အနေအထားတွေကိုလည်းကျွန်တော်တို့လက်တွေ့ခဲ့ရတယ်ပေါ့ဆိုလိုတာကဒီဒေါ်လာရင်းမှာလူငယ်တွေဟာလည်းပဲတီထွန်ကြံစမှုအပိုင်းမှာအားတရွေ့နိုင်တရွေ့ဝင်ပြီးတော့ပါဝင်ကြတယ်လှုပ်ဆောင်နေကြတယ်ဆိုတာကိုကျွန်တော်တို့တွေ့နေရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့အဲ့ဒီအပိုင်းမှာကျွန်တော်အနေနဲ့ပေါ့လေပေါ့နော်တုံးတက်ချင်တာကဒီအပိုင်းတွေကိုတွေ့ရတဲ့အတွက်ဝမ်းသာတယ်ပို့ပြီးတော့ကောင်းလာမယ့်အနေအထားရှိတယ်နောက်တစ်ခုကျွန်တော်စိုးရိမ်တာကနော်အခုကျွန်တော်တို့ပြပဖက်ဒီမှာဒီလိုမဲဆွေစီယုံတဲ့အခါထောက်ဖို့ငွေတွေကောက်တဲ့အခါမှာဆိုမဲတစ်ဆောင်တောင်မှရောင်းခဲ့ရင်ပေါ့နော်ကိုနဲ့တိခဲ့တဲ့မိတ်ဆွေတွေဆိုရင်ဟိုအရင်တော့တွေဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့မိတ်ဆွေတူတယောက်ကဒီငါတပ်ဖွဲ့အတွက်တော့မင်းလုပ်ပါအောင်ကွာကဲတဘောတည်းက50လောက်100လောက်တော့မင်းထည့်လိုက်ပါအောင်ဆိုရင်အကုန်လုံးထည့်ကြတယ်ဒီနောက်ပိုင်းမှာကျတော့ကျွန်တော်တို့ကဒီလိုလက်မလေးတစ်ဆောင်သွားရောက်ဖို့ကိုတဘောတည်းကတော်တော်လေးခက်ခဲလာတယ်ကျွန်တော်တို့ဘက်မှာကြုံရတာပါနော်ပြပဘက်မှာမျက်စောင်းထုတ်ခံရတဲ့အတိုင်းအတာတွေကြီးကိုဖြစ်လာတယ်ပေါ့ဆိုတော့ဒါကအားနည်းလာပြီဆိုတဲ့အတိုင်းအတာကိုကျွန်တော်တို့တော့ဒီဘက်မှာခန်းစားရတယ်ပေါ့နော်တိုးတော့အကိုတို့ဘက်မှာခုနကျွန်တော်ပြောခဲ့သလိုရန်သူလက်နက်ကိုကိုလက်နက်အနေနဲ့ယူနိုင်ကြတယ်တီထွင်ကြံစတဲ့အပိုင်းမှာလည်းအားကောင်းလာကြတယ်ပေါ့လေဆိုတော့ကျွန်တော်ဒီမှာတခုဖြတ်ပြီးတော့အခုမေးချင်တာကဒီဒေါ်လာရေးဟာဥပမာဒီထောက်ပုတ်ရီအပေါ်မှာပဲဆက်ပြီးတော့သွားနေရင်အခြေအနေကကောင်းပါမလားဥပမာကျွန်တော်ရဲ့မြင်ကတော့ဒီထောက်ပုတ်တွေကိုလည်းအားကိုးပေါ်တစ်ဖက်ကပြီးတော့ဥပမာအဖြစ်အကိုတို့လိုနေရာတွေမှာတင်ထားတဲ့နေရာတွေစုံမထားတဲ့နေရာတွေစီကအဲ့ဒီ data တွေမှာရှိတဲ့တရားစာရတွေကိုပေါ်ပြီးတော့ကျွန်တော်တို့ဒီတိုက်ပွဲကိုလေးဆက်လက်ပြီးတော့အင်အားကောင်းတိဆောက်လို့မရဘူးလားပေါ့ကိုလိုချင်တဲ့လက်နက်ခဲယမ်းတွေဝယ်ဖို့ရန်အတွက်ကိုစုံမထားတဲ့နယ်မြေ data မှာရှိတဲ့ဥပမာအဖြစ်တရားစာရတွေကိုပေါ်ပြီးတော့လုပ်လို့မရနိုင်ဘူးလားကျွန်တော်ရဲ့မေးခွန်းပါနော်တတိပုဂ္ဂလဆိုတော့ဘာကြောင့်လဲဒီမေးခွန်းကိုမေးရလဲဆိုတော့ကျွန်တော်တို့ဒီဥမာစံကျင်ဖြစ်တဲ့စကားစတွေဆိုရင်နိုင်ငံတော်အတွက်ဆိုပြီးတော့သူတို့ဒီပုဂ္ဂိုလ်ရေးအရာတုံးချသွားတာတွေအများကြီးပဲကျွန်တော်တို့တရားစာရတွေကိုကျွန်တော်တို့ကြတော့တကယ်ပြည်သူလူထုထောက်ခံထားတဲ့ဒေါ်လာရင်းအဖွဲ့အစည်းတွေဖြစ်တယ်တုံးစေခြင်းလဲဖော်စေခြင်းလဲတကယ်လဲဖြစ်စေခြင်းလဲတကယ်လို့ကျွန်တော်မေးတဲ့ဒီဆန္ဒအတိုင်းသာလုပ်မယ်ဆိုရင်ရော
အဆင်ပြေနိုင်မလားပေါ့လေနော်အဲ့ဒါလေးတစ်ချက်လောက်ကျွန်တော်သိပြစေခင်ဗျဟုတ်အဲ့ဒါကိုကျွန်တော်တို့လည်းစဉ်းစားပါတယ်စဉ်းစားပြီးတော့ကျွန်တော်တို့လက်တွေ့လုပ်ဖို့လည်းစူးစမ်းကြည့်ခဲ့ကြတယ်ဗျအဲ့မှာဘာပြဿနာတွေရှိလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာကပြောမယ်ဆိုလို့ရှိရင်အခုလက်ရှိသွားနေတာအရင်ရှင်စနစ်နဲ့ကျွန်တော်တို့အတွေးခေါ်ကြတော့လူမျိုးရေးအတွေးခေါ်အများများပါတယ်တချို့နေရာတွေကြတော့ဒါငါတို့လူမျိုးစုနေကြီးငါတို့ပဲတုံးမယ်ဆိုပြီးတော့ယူနေတာတွေရှိပါတယ်တန်ဇာတာတွေကိုလူမျိုးစုအခြေခံတဲ့တပ်ဖွဲ့တွေကပဲလဝကြီးအုပ်ပြီးယူထားသလိုကျွန်တော်တို့လူမျိုးစုတွေအခြေမခံတဲ့ဒီဘက်ကကျွန်တော်တို့အညာဒေသတွေမှာဆိုလို့ရှိရင်လည်းMUG ရဲ့တန်ဇာတာထုတ်ယူမှုတွေကိုပဲကျွန်တော်တို့တွေ့ရပြီကျန်တဲ့အဖွဲ့တွေထုတ်ယူရင်ကျွန်တော်တို့ဖမ်းတာတွေစီးတာတွေအမျိုးမျိုးဒီအရေးယူဆောင်ရွက်တာတွေရှိပါတယ်အဲ့လိုမျိုးတွေရှိလာတဲ့ခါကျတော့ကျွန်တော်တို့ကဒီတော်လန်ရေးကိုလှုပ်ချင်တယ်သို့တော်လည်းဒီပြောမယ်ဆိုလို့ရှိရင်ဂိတ်ဖွင့်တာတို့ကျွန်တော်တို့ပြည်သူစီကအခွန်ကောက်တာတို့နောက်တော့ဒီတန်ဇာတာတွေတူးဖော်တာတို့ဆိုတာကဒီကျွန်တော်တို့ဒီပြောမယ်ဆိုရင်တော်လန်ရေးတစ်စုံလုံးတို့ကိုစားပြုနိုင်တဲ့အဖွဲ့အစည်းတွေဆိုရင်တော့ကျွန်တော်တို့အနေနဲ့မကန့်ကွက်ပါဘူးသို့တော်လည်းအခုကထုတ်ယူပြီးတော့တော်လန်ရေးတစ်စုံလုံးကိုစားမပြုဘဲနဲ့ကိုကြိုးဖတ်လာတာတွေများတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့အားမပေးတော့ဘူးဗျ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စကိုင်းတိုင်းတိုင်းထဲမှာပဲတလကိုအနည်းဆုံးသိန်းပေါင်း9000အထက်မှာဝင်ငွေရှိနေတဲ့ရွှေတွင်းတွေရှိပါတယ်။အဲ့ဒီရွှေတွင်းတွေကိုဘယ်သူတွေကသုံးနေလဲ။ဟိုတော့ကဆိုရင်ဒါ MOD ကိုယ်တိုင်ကဖမ်းဆီးလိုက်တဲ့ရွှေပြားတွေရောငွေအမြောက်အများနဲ့အဲ့လိုမျိုးတွေရှိနေတယ်။အဲ့လိုမျိုးတွေရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဇာတာတူးဖို့ရေးတွေမှာလည်းကျွန်တော်တို့ကစနစ်ကြတဲ့တူးဖော်မှုမျိုးတွေမလုပ်လာနိုင်ရင်လည်းနောက်တစ်ချိန်တော်လန်ရေးပြီးလို့ကျွန်တော်တို့တိုင်းပြည်ပြန်လဲထူထောင်ရေးလုပ်တဲ့နေရာတွေမှာလည်းကျွန်တော်တို့အခက်တွေ့နိုင်ပါတယ်အဲ့တော့ဟိုဖွဲ့စည်းလဲထုတ်ဒီဖွဲ့စည်းလဲထုတ်ဆိုတော့လူဟာငွေကိုမြင်လာတဲ့အခါကျတော့အကျစ်ပြက်လာတာတွေကျွန်တော်တို့တိုင်းပြည်မှာအများကြီးတွေ့ခဲ့ရပါတယ်အဲ့ဒီဟာတွေကိုတော့ကျွန်တော်တို့ကပုံမှန်လင်းလင်းပြောရင်တော်လန်ရေးတစ်စုံလုံးကိုစားပြုနိုင်သောအဖွဲ့အစည်းတွေပေါ်ပေါက်မှသာလင်ကျွန်တော်တို့အဆင်ပြေပါလိမ့်မယ်အခုချိန်မှာတော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်လူကိုခင်မူကိုပြင်းတယ်လူကိုမုန်းရင်မူကိုတုံးတယ်ဆိုတော့စနစ်တွေနဲ့ရှုံထွေးနေတဲ့အတိုင်းပြည်မှာတော့ဒီတိုင်းပြည်ကတန်ဇာတာတွေထိုးဖုတ်တာထိုးဖော်ထုတ်တာတွေကအရန်ကိုတိုင်းပြည်အတွက်အန်တရယ်များပါတယ်အာနာရှင်လက်တစ်တွေထပ်ပြီးတော့မွေးထုတ်ပေးလိုက်တယ်လို့ဖြစ်နေပါတယ်ဒါကြောင့်ကျွန်တော်ကတော့အန်တရယ်များတယ်လို့ပဲလက်ရှိသုံးသပ်ထားပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျအကူဆွေးနွေးသွားတာကောင်းပါတယ်ဆိုတော့အခုတုံးတက်သွားတဲ့အပိုင်းကိုကျွန်တော်ပြန်ပြီးတော့ထောက်ပြရရင်ပေါ့နော်ဒီရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီဒေါ်လာရေးအတွက်အသုံးပြုဖို့ကျွန်တော်တို့တယံဇာရတွေကိုဖော်တဲ့ခါမှာလည်းအခုတာဝန်ယူထားတဲ့အစိုးရလက်အောက်ကပေါ့နော်ကြာကာလအစိုးရလက်အောက်ကအဖွဲ့အစည်းတွေအနေနဲ့ကလည်းဒါတွေခုနကကိုပြောသလိုလုံနေကြတယ်လုံနေကြပေမဲ့ဒါတွေဒီဒေါ်လာရေးအတွက်ကိုအဓိကမသွားတော့ဘဲနဲ့လောဘဟလာကိုယ့်ရဲ့အတ္တအရေးအတွက်တွေကိုယ့်ရဲ့လောဘဒေါသအရေးတွေဖြစ်လာတယ်ပေါ့ဗျာအဲ့ဒီဘိုင်းကိုရောက်သွားတဲ့အတွက်ကြောင့်မလို့အန္တရာယ်များတယ်လို့သုံးသပ်နိုင်တယ်ပေါ့နေနော်ကျွန်တော်တို့သုံးသပ်ရပါတယ်ဆိုတော့တကယ်လို့ဒီဒေါ်လာရေးကိုအောင်မြင်ဖို့ဆိုရင်ကျွန်တော်တို့ဒီထောက်ဖို့အပိုင်းကိုပဲအားကိုးရင်ရောရေရှည်အောင်မြင်နိုင်မလို့မြင်ပါသလားအဲ့ဒီအချက်တစ်ချက်ကိုတိပြစေဟုတ်ထောက်ပို့တယ်ဆိုတာတော့ကျွန်တော်ကလေငွေတစ်ခုတည်းကိုကျွန်တော်သုံးသပ်ပြီးတော့မပြောဘူးဗျအဓိကစိတ်ခွန်အားပေးနေတဲ့ကျွန်တော်တို့ရဲ့တော်လိုင်းရေးပြည်သူတွေရှိတယ်ငွေခွန်အားဒဏခွန်အားပေါ့နော်ဒဏခွန်အားပေးနေတဲ့တော်လိုင်းရေးထောက်ပို့တွေရှိတယ်ကျွန်တော်တို့ဒီ lobby ပေါ့နော် lobby လုပ်ပြီးတဲ့တော်လိုင်းရေးအပေါ်မှာ lobby လုပ်ပြီးနေတဲ့ထောက်ပို့တွေရှိတယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့အကုန်လုံးတစ်စုံလုံးတော်လိုင်းရေးအပေါ်မှာလည်း lobby လုပ်ပေးသလိုကျွန်တော်တို့ငွေလဲရှာပေးတယ်ကိုယ်တိုင်လည်းမြေပြင်စင်းပြီးကူညီတယ်ဆိုတဲ့အပိုက်ပေါ့နော်အဲ့လို၃ချက်လုံးကိုပြည့်ပြည့်စုံစုံလုပ်ပေးနေတဲ့ထောက်ပို့တွေရှိပဲပေါ့အဓိကကတော့ငွေတစ်ခုတည်းပေးရုံနဲ့ကျွန်တော်တို့တော်လိုင်းရေးအောင်မှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ငွေပေးပြီးကျွန်တော်တို့လူငယ်တွေကိုဖြက်စီးနေတယ်လို့ပဲကျွန်တော်ကတော့မြင်ပါပဲအဓိကငွေပေးလိုက်ပြီဆိုတော့ကျွန်တော်တို့ကစစ်စစ်ဖို့လိုပါတယ်တော်လိုင်းရေးကိုဘလောက်ရေချိန်ထိဒီကလေးတွေတွားနိုင်တယ်လဲဘလောက်မြေပြင်မှာလက်တွေ့အလုံးလုံးပြီးသွားပြီလဲသူ့ရဲ့ရည်ရွယ်ချက်ပန်းနိုင်ဟာဘာဖြစ်မလဲ
လူမျိုးရေးကိုအခြေခံတာလားစနစ်တစ်ခုကိုအခြေခံတာလားလူမျိုးစုတစ်ခုအတွက်အခြေခံတာလားနောက်တစ်ချက်ကဘာကိုအခြေခံပြီးသူတို့အလုံးလုံးနေတယ်လဲဒါတွေကိုစမ်းစစ်ပြီးတဲ့အခါကျတော့မှကောင်းမွန်တဲ့တော်လိုင်းရေးထောက်ဖို့တွေဖြစ်ဖို့အတွက်ပိုအရေးကြီးပါတယ်အဓိကတော့ငွေထောက်ဖို့နိုင်ရင်ကျွန်တော်တို့အရှိမတိုက်နိုင်တယ်ဆိုပေမဲ့ပေးလိုက်တဲ့ငွေကအရှိကတိုက်တဲ့ရန်သူကိုတိုက်တဲ့နေရာမှာမသုံးမဲနဲ့တခြားနေရာတွေမှာသုံးနေကြတယ်အများကြီးကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဇာတိတကောင်းမွန်မဲ့ခံယူချက်မှန်ကန်တဲ့အမျှော်အမြင်ရှိတဲ့လူငယ်စုတွေကိုစူးစမ်းရှာဖွေပြီးတော့ထောက်ပို့ခြင်းဒီကျွန်တော်တို့တော်လိုင်းရေးပန်းနိုင်ကိုအမှန်ကန်သွားနိုင်မှာပါခုနကကျွန်တော်ပြောသလိုမျိုးပေါ့နော်အခုမေးသလိုမျိုးပဲတော်လိုင်းရေးကထောက်ပို့ဒီမှာပဲအားကိုးပြီးတော့တော်လိုင်းရေးရှေ့ဆက်လို့ရမလားဆိုကျွန်တော်တို့အခုတွားနေတဲ့တော်လိုင်းရေးဒီဇိုင်းတစ်ခုလုံး၄နှစ်တာကာလမှာကျွန်တော်ဖြတ်တန်းလာတာတော့ကျွန်တော်တို့ပြည်သူတွေထောက်ပို့နိုင်တာကိုကျွန်တော်တို့မြေပြင်မှာလက်တွေ့အသုံးချတယ်လက်တွေ့အသုံးချတဲ့အတွက်ကြောင့်ကျွန်တော်တို့က90ဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တိုက်ယူနိုင်တယ်ရန်သူလက်နဲ့ကိုလက်နဲ့ဖြစ်အောင်ကျွန်တော်တို့စူးစမ်းနိုင်တယ်ရန်သူကကျွန်တော်တို့ပြည်သူက300ထောက်ပံ့ပေးနိုင်ကျွန်တော်တို့ရန်သူစီကတနက်နှစ်လက်ရအောင်ပြန်တိုက်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပြည်သူထောက်ပို့ပေးနိုင်တဲ့အနေထားတဲ့ကျွန်တော်တို့ကကြော်လွန်တဲ့တော်လိုင်းခီးတစ်ခုကိုကျွန်တော်တို့ဖြတ်တန်းနိုင်တယ်လို့ဒါအကျိုးမြတ်နဲ့ကျွန်တော်တို့စဉ်းစားပြီးတော့စစ်တိုက်တာပေါ့အဲ့လိုမျိုးသွားတယ်အဓိကတော့အကျိုးကြောင့်ညီညွတ်အောင်စစ်တိုက်တက်ရမယ်အကျိုးမြတ်ရှိအောင်စစ်တိုက်တက်ရမယ်နောက်ပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်လက်နက်ခဲရဲနဲ့ကိုရဲဘော်တွေပေါ့နော်ဆုံးရှုံးမှုနော်နဲအောင်စစ်တိုက်တက်တယ်အဲ့လိုအကျိုးကြောင့်ညီညွတ်အောင်စစ်တိုက်တက်တဲ့သူတွေအတွက်ကတော့ပြည်သူထောက်ပို့တာနဲ့တင်ကျွန်တော်တို့လုံလောက်ပါတယ်အကျိုးကြောင့်မညီညွတ်အောင်စစ်ကိုဗယံမတာလိုက်တိုက်နေတယ်ဆိုရင်တော့ကျွန်တော်တို့အဲ့လိုလူမျိုးတွေနေဆိုရင်တော့ကျွန်တော်တော်လိုင်းရရှေ့တလန်းတိုးဖို့ကဒီ level ကနေရှေ့တလန်းတိုးဖို့ကတော့မလွယ်ဘူးပေါ့အဓိကတော့ခုနကျွန်တော်ပြောသလိုအကျိုးကြောင့်ညီညွတ်ရမယ်အကျိုးမြတ်ရှိရမယ်အကြာဆုံးနေရမယ်အဲ့ဒီအချက်၃ချက်ကိုအခြေခံပြီးစစ်တိုက်တဲ့ရဲဘော်တွေအတွက်ကတော့ကျွန်တော်တို့ပြည်သူပေးတာထက်ပေးတာနဲ့နေကျွန်တော်တို့လုံလောက်တဲ့တော်လိုင်းတန်ဖိုးတစ်ခုကျွန်တော်သွားနိုင်ပါတယ်အဓိကတော့ပြည်အဲ့ကျွန်တော်တို့ထောက်ဖို့ပြည်သူတွေကခုနကျွန်တော်ပြောပြတဲ့အပိုင်း၃ပိုင်းလုံးကိုဟန်ချက်ညီထောက်ဖို့ပေးနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီတော်လိုင်းအောင်တယ်တေချာပေါက်အောင်တယ်အဓိကတော့ကျွန်တော်တို့လိုအပ်တဲ့အနေထားတည်းရဲ့ဘယ်အထိရောက်သွားပြီတော်လိုင်းကြီး level ဟာအဲ့ဒီမှာဘာတွေထောက်ပံ့တင်တယ်လဲဆိုတော့ကျွန်တော်တို့ထောက်ဖို့တွေကိုယ်တိုင်စာဖတ်ရမယ်လေ့လာရမယ်ဘုဒ္ဓရှာရမယ်အဲ့လိုမျိုးအများနဲ့လေ့လာနေတဲ့ထောက်ဖို့ဒီမှာဒါလည်းကျွန်တော်တို့လိုအပ်တဲ့စစ်ပွဲတို့ကလိုအပ်တဲ့လက်နက်ကိုတို့အချိန်မီထောက်ဖို့ပေးနိုင်မှာဖြစ်ပါတယ်အဲ့ဒါတော့ရိုးရိုးရှင်းရှင်းလေးပါအဲ့တော့နိုင်ပါလားဆိုတော့နိုင်ပါဘလို့ပုံစံနိုင်ပါလဲကျွန်တော်တို့ထောက်ဖို့တွေကိုယ်တိုင်ကအခုနအချက်၃ချက်နဲ့ကိုယ်တိုင်စစ်စစ်ပြီးတော့ပြည်သူကိုတော်လိုင်းရေးမောက်ထောက်ဖို့ပေးခြင်းဒီတော်လိုင်းခီးရှစ်တလန်တိုးခြင်းဖြစ်တယ်အဓိကတော့ကျွန်တော်တို့ထောက်ဖို့တွေကဘာလဲဆိုတော့အခုအချိန်မှာကျွန်တော်တို့ကစနစ်အတောင်းနေငင်းခုံရမယ့်အချိန်မဟုတ်ပါဘူးအတွေးခေါ်အကြောင်းနေငင်းခုံရမယ့်အချိန်မဟုတ်ပါဘူးရန်သူရှိပါတယ်အဲ့ရန်သူကိုအပြည့်ပြတ်တိုက်ဖို့အတွက်ကိုပဲအာရုံစိုက်ပါတချို့ကငါတို့ကကွန်မြူနစ်ငါတို့ကဆိုရှယ်လစ်ငါတို့ကဒီမိုကရေစီအဲ့လိုမျိုးတွေကျွန်တော်တို့ထောက်ဖို့တွေမှာကတော်လိုင်းရေးဆိုတဲ့ပြောင်းလဲဖို့စ조사ရဲ့နေရာမှာကျွန်တော်တို့အဲ့စ조사နေတဲ့အခန်းကဏ္ဍကိုမရောက်ဘဲနဲ့ဒီဘက်ကမလာသေးတဲ့တော်လိုင်းရေးပြီးလို့ကျွန်တော်တို့ပြန်လဲတိဆောက်ရေးတွေမှာကျွန်တော်တို့တိုင်းပြည်ကိုတိဆောက်တဲ့နေရာမှာဘယ်လိုပုံစံလုပ်မယ်ဆိုတော့အဲ့အချိန်ကျရင်ညင်ခင်ဗျားတို့ဘယ်ပုံစံစနစ်နဲ့သွားကြတာကွန်မြူနစ်အတွေးခေါ်နဲ့ဒီမိုကရေစီစနစ်ကိုသွားကြတာလားဆိုရှယ်လစ်အတွေးခေါ်နဲ့ဒီမိုကရေစီလစ်ဘရယ်စနစ်ကိုသွားကြတာလားကိုဗရိတ်သွားကြတာလားအဲ့အချိန်မှာညင်ကြအဲ့ဒီအချိန်မှာခုံကြအခုအချိန်မှာတော်လိုင်းရေးလုပ်တဲ့အချိန်မှာတော့တပြောင်းတစ်ဖြောင်နဲ့ပဲရန်သူကြဆုံးရေးရန်သူအားနေရန်ကုန်ချိနေရန်သူခေါင်းငုတ်တော့ဥကျိုးတော့ဝိုင်းချိုးရေးကိုဒါဥတီရမှာဖြစ်တယ်ဟိုစနစ်အကြောင်းတွေအတွေးခေါ်အကြောင်းတွေကိုကျွန်တော်တို့ညှင်းခုံရမယ်အချိန်မဟုတ်သေးပါဘူးကိုလိုချင်တဲ့ပန်းတိုင်းကိုစိတ်ထဲမှာထားပါအချိန်ကျွန်တော်တို့တိုင်းပြည်ပြန်လဲတိဆောက်တဲ့နေရာမှာကျွန်တော်တို့ဝိုင်းပြီးတော့ညှင်းခုံကြပါအဲ့ဒါဆိုရင်ကျွန်တော်တို့တိုင်းပြည်အမြန်တိုးတက်မှာပါအခုဒီမှာကျွန်တော်တော်လိုင်းရေးကာလာစစ်အနိုင်တိုက်ရေးမှာစစ်ကိုတကယ်ပိုင်ပိုင်နိုင်တိုက်တဲ့သူကိုဒါလေကျွန်တော်တို့ဝိုင်းဝန်းထောက်ပံ့မယ်ဆိုရင်ကျွန်တော်တော်လိုင်းရေးအရှိတလန်တိုးသွားမှာပါဟုတ်ကဲ့လေးစားပါတယ်ဗျဟုတ်ကဲ့ခင်ဗျအခုပြောကျွန်တော်မိကုန်းကိုဖြေချသွားတာတွေကအရန်ကိုအားရစရာကောင်းပါတယ်နော်ကျွန်တော်တို့ထောက်ဖို့သမားတွေအတွက်ကောမြေပြင်မှာဟလာတွန်းလှန်နေတဲ့တချို့အဖွဲ့တွေအတွက်လည်းဒါခွန်အားဖြစ်စေမလို့ကျွန်တော်အနေနဲ့လည်းယုံကြည်ပါတယ်ဆိုတော့ခုနအကိုရဲ့အဓိကပြစ်မှတ်ဒီကျွန်တော်တို့ဒီအစိုးရနဲ့ဒေါ်လာရင်းနဲ့တရက်ရှိတာပေါ့ဒီအစိုးရအလုပ်ကိုမလုပ်ပါနဲ့ဟုတ်ဟလာဘယ်လိုစနစ်ပဲဖြစ်ဖြစ်သွားဘယ်လိုစနစ်နဲ့ပဲသွားချင်းအဲ့ဒီကဏ္ဍကိုခဏရပ်ထားကျွန်တော်တို့လက်တွေ့ရင်ဆိုင်နေရတဲ့
လက်တွေ့အလုပ်ဒီဒေါ်လာရေးအလုပ်ဖြစ်တယ်ဒေါ်လာရေးအလုပ်ပြီးမှသာလျှင်ကျန်တဲ့အလုပ်ကိုကျွန်တော်တို့ဆက်လုပ်ကြမယ်ဆိုတော့နော်အကိုရဲ့အမြင်ကိုကျွန်တော်သုံးသပ်မိပါတယ်တွေ့ရပါတယ်နော်ဒါကဒီမှာနားထောင်နေကြတဲ့ညီကိုမောင်နှမတွေအနေနဲ့လည်းမြင်မိမလို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဆိုတော့ဒီမှာဟလာကျွန်တော်ရဲ့မင်းမြတ်ချက်တွေကိုဟလာဘယ်လိုပြောမှလဲဟိုမြေပြင်ကကိုဒေါ်လန်တစ္ဆာအနေနဲ့ပေါ့နော်ဒီဟိုအသေးစိတ်ရှင်းပြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီနေရာမှာကျွန်တော်ကြော်ညာလေးနဲ့ဝင်ချင်ပါတယ်ကြီးစုနေကြတဲ့ညီကိုမောင်နှမတွေအနေနဲ့ဟလာဒီကိုဒေါ်လန်တစ္ဆာကိုဟလာပံ့ပိုးခြင်းနဲ့ဆိုရင်ပူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ CV ထဲကိုလာပြီးတော့ဟလာဆက်တွေ့ပေးလို့ရပါတယ်ကျွန်တော်ကလည်းတစ်ဆင့်ပြန်ပြီးတော့ကူညီပေးလို့ရပါတယ်ဒါကိုကျွန်တော်အနေနဲ့မေတ္တာရက်ခံပြစေကိုဒေါ်လန်တစ္ဆာဒီဟလာပြည်သူဒေါ်လန်ရေးလက်ယုံတပ်ဖွဲ့ဥဆောင်သူလည်းဖြစ်ပါတယ်ဟလာမြေပြင်မှာတကယ်ကိုအလုံးလုံးနေတဲ့ဟလာစာနေရဲဘော်လည်းဖြစ်ပါတယ်ကျွန်တော်တို့ဒီတချို့တိုင်းသားအဖွဲ့အစည်းတွေနဲ့လည်းပူးတွဲပြီးတော့စီးဖော်ဆောင်ခဲ့တဲ့ဟလာခေါင်းဆောင်သူလည်းဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ဒီနေရာမှာတည်ပေးချင်ပါတယ်ဆိုတော့ဒါကနေရာတော့ကျွန်တော်အတိအကျပြောလို့မရဘူးပေါ့လေနော်စီကိုင်းတိုင်းထဲကပဲတနေရာမှာဟလာအင်အားကိုဥဆောင်နေတဲ့လက်နက်ကန်ဖွဲ့စည်းကိုဥဆောင်နေတဲ့ဟလာပုဂ္ဂိုလ်တူဖြစ်ပါတယ်ဒါကြောင့်ကိုဒေါ်လန်တစ္ဆာကိုကျွန်တော်တို့ဒီမှာတွေ့ကြတဲ့ညီကောင်မောင်နှမများအနေဖြင့်ဦးချင်းနဲ့ဆိုရင်ဖြစ်ကျွန်တော်ရှီကို CP ကနေမှတစ်ဆင့်ဆက်သွယ်ပေးကြပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပြစေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်ဒုတိယမေခွန်းအနေနဲ့ပေါ့နော်ကိုဒေါ်လန်တစ္ဆာရေမြေပြင်မှာခုနလိုဥဆောင်နေတဲ့ဟလာကျွန်တော်တို့ဂျာကာလာဒေါ်လာရင်းအစိုးရဖြစ်တဲ့ NUG အနေနဲ့ပေါ့ဗျာဟလာလှုပ်ဆောင်နေတဲ့အပိုင်းလေးတွေလည်းရှိတယ်အားနည်းချက်အားသာချက်လေးတွေလည်းရှိတယ်ပေါ့ဆိုတော့အဲ့ဒါတွေကိုကျွန်တော်သွားပြီးတော့အများကြီးတော့မပြောလို့ပါဘူးတိုးတော့အကိုတို့မြေပြင်မှာရင်ဆိုင်နေရတယ်ဒီ NUG အဖွဲ့အစည်းတွေနဲ့လည်းအဆက်တွေရတယ်ပေါ့လေနော်ဆက်တွေရတဲ့အနေအထားတွေလည်းရှိမယ်ဟလာအဆက်တွေမှုတွေပြတ်တောက်တဲ့အနေအထားတွေလည်းရှိပါလိမ့်မယ်တိုးတော့ဒီနေရာမှာကျွန်တော်ကနော်မြေပြင်ကအကိုတို့လိုတကယ်အလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်တွေရဲ့အမြင်ကိုမေးချင်တာပါမေးချင်တယ်ဆိုတာကျွန်တော်တို့ကြားကာလအစိုးရခံယူထားတဲ့ NUG ရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်အကိုရဲ့အမြင်ပေါ့ NUG ကြားကာလအစိုးရအပေါ်မှာမြင်တဲ့အမြင်လေးကိုသိပြစေခင်ဗျကဘာပေါ်မှာတော့ဒီအစိုးရဖွဲ့ပြီးတော့မှတော်လန်ရေးလောက်တာဆိုလို့ကျွန်တော်တို့ဒီတနိုင်ငံပဲကျွန်တော်တွေ့ဘူးသေးတယ်ဗျတော်လိုင်းမအောင်မဲနဲ့အစိုးရဖွဲ့ထားတာဆိုလို့ကျွန်တော်ဒီတနိုင်ငံပဲကျွန်တော်တွေ့ဘူးတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘလို့သုံးသက်မှမသိဘူးဖြစ်နေတာပေါ့ဘယ်တော်လိုင်းရေးဒေသမှာပဲကြည်ဘယ်နေရာမှာပဲကြည်ကျွန်တော်တို့ကျူဘာတော်လိုင်းရေးကိုပြန်ကြည့်ကျွန်တော်တို့ဖိလစ်ပိုင်တော်လိုင်းရေးနောက်ပြီးတော့ကျွန်တော်တို့တရုတ်ပြည်တော်လိုင်းရေးကျွန်တော်တို့ဒီအမျိုးမျိုးပေါ့နော်နာဇီတွေတော်လန်ခဲ့တဲ့တော်လိုင်းရေးတွေနောက်ပြီးတော့ကျွန်တော်တို့ဒီဗြိတိရှက်ကိုတော်လန်ခဲ့တဲ့တော်လိုင်းရေးတွေအားလုံးတော်လိုင်းကမ္ဘာပေါ်မှာရှိနေတာတော်လိုင်းရေးဒီတမိုင်းတွေကိုကျွန်တော်တို့လေ့လာကြည့်လိုက်တော့အစိုးရဖွဲ့ပြီးမှတော်လိုင်းရေးလောက်တာကျွန်တော်မတွေ့ဘူးဗျတော်လိုင်းရေးလောက်ပြီးမှပဲအစိုးရဖွဲ့ကြတာကိုကျွန်တော်မြင်မှုပါတယ်အဲ့တော့မှသာလေတော်လိုင်းရေးအောင်သွားမှသာလေကျွန်တော်တို့ဒီလက်ရှိခေတ်စနစ်ပေါ့နော်လက်ရှိခေတ်အနေထားကိုချင့်ချိန်ပြီးတော့ပထဝီအခြေအနေကိုကြည့်ပြီးတော့မှကျွန်တော်တို့ institution ကိုရေးဆွဲပြီးတော့government level တီကိုတွားကြတာအဲ့ဒါမျိုးတွေပဲကျွန်တော်တို့ကလေ့လာဘူးလေအခုကျတော့ကျွန်တော်တို့ကဒီဘယ်ဥပဒေနဲ့ကျွန်တော်တို့အစိုးရဖွဲ့တယ်လဲဘာလို့အခြေခံပြီးဖွဲ့လဲပြောမယ်ဆိုလို့ချင်းကျွန်တော်တို့ Federal အခြေခံပြီးဖွဲ့ထားတဲ့အခြေခံဥပဒေရှိသလားတို့မဟုတ်ကျွန်တော်တို့ contract ကိုအခြေခံပြီးတော့ဖွဲ့ထားတဲ့ဖွဲ့စည်းရှိသလားဒါမှမဟုတ် communism ကိုအခြေခံပြီးဖွဲ့သလားdemocracy ကိုအခြေခံပြီးတော့ဖွဲ့သလားဘာလို့အခြေခံပြီးဖွဲ့မှန်းလဲကျွန်တော်လည်းမသိဘူးအဲ့တော့ကျွန်တော်ဘလို့ဝေဖန်ပြရမှန်းမသိဘူးအဲ့လိုတွေဖြစ်နေတာပေါ့အဓိကတော့အစိုးရရှိရဲဆိုကောင်းတယ်တော်လိုင်းကြီးလှုပ်တဲ့အစိုးရဒါကမ္ဘာမှာပထမဦးဆုံးပေါ်ပေါက်ခဲ့တယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ကတေရောညွန့်အသစ်တွေနဲ့အတွေ့အကြုံအသစ်တွေကျွန်တော်တို့ရမလားပေါ့နော်ကျွန်တော်တို့ကအဲ့လိုသုံးသက်ပြီးတော့ကျွန်တော်လက်အထိုင်ပဲကျွန်တော်တေရောညွန့်အသစ်ကကောင်းမွန်တဲ့တေရောညွန့်မတက်တွင်နဲ့ပြောလို့ဆိုဒီဇိုင်းကလူနေတဲ့ဒီဇိုင်းမျိုးမဟုတ်ဘူးဖြစ်နေတယ်အားနေတာလေကိုသေတဲ့သူတွေအရှိမတိုက်တဲ့သူတွေကမြေတစ်မျိုးပေါ့နော်မျိုးတစ်မျိုးမှာကျွန်တော်တို့တော်လိုင်းအင်အားစုတွေကြီးစိုးဖို့ဆိုရင်အနည်းဆုံးလူ10ယောက်အသက်အနည်းဆုံးလူ10ယောက်အသက်ကိုပေးပြီးမှသာလေ
ပြုတ်ကြပါဟယ်လိုဟယ်လိုကြားပြီလားဟယ်လို ကြားပါတယ်ခင်ဗျကြားတယ်ဟုတ်အဓိကတော့ခုနကျွန်တော်ပြောသလိုမျိုးပေါ့ကျွန်တော်တို့ကဒီအတွေ့အကြုံအသစ်တွေကဘာမှမရှိဘူးတဲ့အတွေ့အကြုံတွေမကြုံဘူးတဲ့အရာတွေကျွန်တော်တို့ကြုံရတော့မလားဆိုပြီးကျွန်တော်တို့ကိုယ်တိုင်လည်းဝမ်းတာပီတိဖြစ်နေတာပေါ့နော်ဒါပေမဲ့ဒီပြောင်းပြန်ဖြစ်နေတယ်အခုကမျိုးတစ်မျိုးကိုကျွန်တော်တို့ဒေါ်လာရင်းသမားတွေစိုးမိုးတဲ့မျိုးတစ်မျိုးဖြစ်အောင်လို့ဆိုရင်ကျွန်တော်ရဲဘော်အနည်းဆုံး10ဦးအသက်ပေးရတယ်ကျွန်တော်ဒေါ်လာရင်းရဲဘော်10ယောက်လောက်အနည်းဆုံးအသက်ပေးပြီးမှအဲ့မျိုးကိုကျွန်တော်တို့တော်လိုင်းနယ်မြေအဖြစ်စိုးမိုးလို့ရအောင်ကျွန်တော်တို့ကြိုးစားယူပါတယ်။ဒါပေမဲ့ကျွန်တော်တို့စိုးမိုးတဲ့နေရာမှာကြတော့အုတ်ချုပ်ရေးရန်နေရာတွေကာဝဲရန်နေရာတွေအမျိုးမျိုးလာဖွဲ့ရဲဖွဲ့ပြီးတော့ပြည်သူပေါ်အကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်ပြီလားလို့ကျွန်တော်တို့တုံ့တက်ကြည့်တဲ့ခါ No ပြည်သူပေါ်ကိုဝန်ဆောင်မှုပေးတဲ့နေရာမှာအခုနကျွန်တော်ပြောသလိုမျိုးပေါ့လူကိုခင်မူကိုပြင်းတယ်လူကိုမုန်းရင်မူကိုတုံးတယ်ဆိုတဲ့စနစ်ကိုကျင့်သုံးနေတယ်အများစုအဲ့ပြဿနာတွေကိုကျွန်တော်ဖြေရှင်းရလိမ့်မယ်တိကျမှန်ကန်တဲ့တရားစီရင်ရေးတွေအခုခေတ်က social media ခေတ်လည်းဖြစ်တယ်လို့ဒီကျွန်တော်တို့ပွင့်လင်းနေလာတဲ့ AI စနစ်တစ်ခုလည်းကျွန်တော်တို့ရနေပြီစနစ်ကကျွန်တော်တို့အရန်ကောင်းမွန်နေပြီဒါပေမဲ့ကျွန်တော်တို့လူတွေကမလိုက်နိုင်ဘူးမလိုက်နိုင်တဲ့အခါကျတော့ပြောမယ်ဆိုလို့ရှိရင်အတိတ်ဟောင်းကပုံစံဒီဇိုင်းတွေပြန်သုံးနေတဲ့အခါကျတော့အဆင်မပြေဘူးပေါ့အဲ့ဒီအားတွေကျွန်တော်တို့ပြုပြင်ရလိမ့်မယ်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့တော်လန်ရေးနယ်မြေတွေမှာတရားဥပဒေစိုးမိုးဖို့ဆိုရင်ကျွန်တော်တို့ပြောမယ်ဆိုရင်ပြည်သူကိုအလုတ်ကျွေးပြုဖို့လိုပါတယ်စစ်မတိုက်နိုင်တဲ့သူတွေကပြည်သူကိုပြန်အလုတ်ကျွေးပြုရပါမယ်ခုတ်သွေးစုပ်ဖို့မဟုတ်ပါဘူးအမျက်ထုတ်ဖို့မဟုတ်ပါဘူးတယံဇာတတူးဖို့မဟုတ်ပါဘူးပြည်သူကိုပြန်အလုတ်ကျွေးပြုရမယ်နောက်ဆုံးဗျာပြည်သူတမင်မကျွေးနေနိုင်ရင်တော့မှပြည်သူအပေါ်လုံကျွေးပြုစရာတွေအများကြီးရှိပါတယ်ဥပမာကျွန်တော်တို့စာသင်ကျောင်းတွေလုံခြုံအောင်ကျွန်တော်တို့စူးစမ်းပေးရစေးရုံတွေလုံခြုံအောင်ပြန်လုပ်ပေးရမလုံခြုံဘူးတင်လို့ရှိရင်ကျွန်တော်တို့ရွှေလျားစေးရုံရွှေလျားစေးကန်းတွေကျွန်တော်တို့ဖွင့်နိုင်အောင်စူးစမ်းပတ်စံနေမရှိဘူးလားဆိုတော့ရှိတယ်မလုံကြဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကပြည်သူယုံကြည်မှုကျဆင်းသွားရင်တော်လိုင်းကြီးပျက်စီးသွားမယ်ပြည်သူယုံကြည်မှုရှိနေတယ်တော်လိုင်းကြီးကောင်းနေမယ်တော်လိုင်းကြီးအားကောင်းနေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လာရင်ကောင်းမွန်တဲ့ system နောက်မှာပါတဲ့ဆိုရင်ကျွန်တော်တို့အရှိမတိုက်ကြတဲ့ရဲဘော်တွေအတွက်လည်းတစ်ချက်အားရှိမယ်ကျွန်တော်တို့ကိုယုံကြည်ပြီးတော့ကူညီဆောင်ရွက်ပေးမဲ့ပြည်သူတွေကလည်းဟာအနောက်မှာတော်လိုင်းရေးသမားတွေကအရှိရတိုက်ပြီးအနောက်ကနေအုပ်ချုပ်ရေးရန်ရာပေါ်ဆောင်လာတာပြည်သူအတွက်ဝန်ဆောင်မှုအရန်ကောင်းတယ်ဆိုတဲ့စကားသံတွေပြည်သူကိုယ်တိုင်လိုလားမှသာလေကျွန်တော်တို့အရှိတလန်းတိုးလို့ရမှာဖြစ်တယ်အဲ့တော့နိုင်ပြီးသားနယ်မြေတွေရပြီးသားနယ်မြေတွေမှာပြည်သူကိုရှေ့ရှုသောအုပ်ချုပ်ရေးရန်ရာကိုအမှန်ကန်တိစောက်ဖို့လိုအပ်တယ်အဲ့လိုပါမဟုတ်ရင်ခင်ဗျားတို့အစိုးရလုပ်နေတယ်တော်လိုင်းရေးကအစိုးရဆိုတာမလိုဘူးနိုင်ပြီးမှအစိုးရဆိုတာတိစောက်ရမှာအဲ့တော့ကျွန်တော်တို့တော်လိုင်းရေးသမားကိုအန်ဒီရပြန်ပေးနိုင်တဲ့ပုံစံဒီဇိုင်းတွေမြင်လာတယ်အဲ့ဒါတွေကိုဖျောက်ပါအစိုးရနဲ့တော်လိုင်းရေးလုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ရတဲ့နယ်မြေတိုင်းမှာပြည်သူယုံကြည်တဲ့အုပ်ချုပ်မှုပြည်သူကိုအလုပ်ကျွေးပြုတဲ့အစိုးရဖြစ်အောင်ခင်ဗျားတို့တိစောက်ပါမတိစောက်နိုင်အဲ့အစိုးရကိုပါကျွန်တော်ပြန်စောအောင်ဒါရှင်းရှင်းလေးကျွန်တော်တို့တော်လိုင်းရေးလောက်တာကျွန်တော်တို့ပြည်သူတွေရဲ့ဘဝတာယာဖို့ဖွံ့ဖြိုးဖို့စီးပြောဖို့ကျွန်တော်တို့ပြည်သူတွေအေးချမ်းမှုဒီမကောင်းတဲ့စနစ်ကြီးကိုကျွန်တော်တို့ပြောင်းလဲဖို့ကြိုးစားတာကျွန်တော်တို့ပြည်သူတွေအတွက်ကျွန်တော်တို့ကိုကြိုးအတွက်မဟုတ်ကျွန်တော်တို့ပြည်သူတွေအတွက်ကျွန်တော်တို့နယ်မြေတွေရလာတယ်နောက်မှာအုပ်ချုပ်ရေးရန်ရာပေါ်ဆောင်တဲ့နေရာမှာကျွန်တော်တို့ပြည်သူကိုအလုပ်ကျွေးမပြုဘူးဆိုရင်ကျွန်တော်တို့လက်မခံဘူးကျွန်တော်တို့လက်မခံဘူးရိုးရိုးလေးအဲ့တော့အဓိကကကျွန်တော်တို့ရဲဘော်တွေအရှိရတိုက်ပြီးတာရှိရတိုက်သွားပြီးအနောက်ကပေါ်ဆောင်လာတဲ့ရန်ရာသည်ပြည်သူကိုဗဟိုပြုပါနောက်ဆုံးပြတရားစီရင်ရေးလမ်းကြောင်းမှာပြည်သူကိုမှန်မှန်ကန်ကန်တရားဥပဒေစိုးမိုးအောင်လှုပ်ကျွေးပြုတ်နိုင်တယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဝက်ကမ်းမှာကြိုးစိုးတယ်။အော်ငါတို့အနောက်ကနေသူတို့ကပြည်သူကိုစောက်ရှောက်နေတယ်ငါတို့အရှိကိုယုံကြည်ကြည်နဲ့တိုက်အနောက်မှာပြည်သူအေးချမ်းနေပြီငါတို့ရပြီးသားနယ်မြေတွေမှာငါတို့ပြည်သူတွေအေးချမ်းအောင်အနောက်ကတိဆောက်ပေးနေတာကျေးဇူးတင်ဒါမျိုးဖြစ်ရအခုကကျွန်တော်လိုချင်တဲ့ပုံစံဒီဇိုင်းမဟုတ်ဘူးအဲ့ဒါတွေပြင်ဖို့လိုပါဟုတ်ကဲ့လေးစားပါတယ်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့မင်းမြန်ချက်ကိုအားရပါရပဲဖြည့်ပြီးတော့တယ်လေကျေးဇူးတင်ပါတယ်နော်ဆိုတော့အကိုရဲ့ဒါကကြည့်ရှုနေကြတဲ့ညီကူမောင်နှမတွေကိုကျွန်တော်အနေနဲ့အတိပေးချင်တာကကိုဒေါ်လန်သစ္စာဖြစ်ပါတယ်ဒါစကိုင်းတိုင်းထဲကတနေဟာပေါ့နော်နေဟာတော့
အတိအကျပြောပြလို့မရပါဘူးဆိုတော့အကိုရဲ့သုံးသပ်ချက်ကကောင်းပါတယ်ဆိုတော့ဒီအစိုးရဆိုတာကဒေါ်လာရင်းပြီးမှလုပ်ရမယ်ကဏ္ဍဖြစ်တဲ့အတွက်ကြောင့်မလို့ဒါမြန်မာကဘာမှာပေါ့နော်ထူးထူးဆန်းဆန်းကြီးပေါ်လာတဲ့အနေအထားလို့ကျွန်တော်တို့သုံးသပ်ရတယ်ပေါ့ဆိုတော့ဒီနေရာမှာအခုအနေနဲ့သုံးသပ်သွားတာကအားနည်းတယ်ပေါ့ဗျာနော်ကျွန်တော်တို့ပြောရင်လှုပ်ဆောင်ချက်တွေမြေပြင်ထိဆင်းရမယ်အလုပ်ငန်းကဏ္ဍတွေမှာမဆင်းဘူးလှုပ်ဆောင်ချက်တွေအစိုးရတဦးအနေနဲ့အစိုးရတစုအနေနဲ့တာဝန်ယူသင့်တာဝန်ခံသင့်တဲ့အပိုင်းတွေမှာရန်အားနည်းတယ်ဆိုတဲ့အချက်လက်တွေကိုဒါအခုရဲ့ပြောပြချက်အရသိရတယ်ပေါ့နော်ဆိုတော့အခုရဲ့ဆန္ဒကတော့တကယ်လုပ်တဲ့အားကိုလည်းအစိုးရတရက်အနေနဲ့ပေါ်လာတာကိုတော့လက်ခံပါတယ်သို့တော့ခုနလိုပေါ့အစိုးရတရက်အနေနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုလာတဲ့မြေပြင်မှာတကယ်အလုပ်လုပ်ဖို့လိုတယ်အဆုံးမှုထားတဲ့နေမြေဒေတာတွေမှာလည်းပဲပြည်သူကတကယ်အားကိုးခြင်းစပွဲဖြစ်အောင်တာဝန်ယူမှုတာဝန်ခံမှုအပိုင်းလေးတွေနဲ့ကောင်းကောင်းမွန်မွန်လေးလူထုကိုအခြေပြုတဲ့လူထုကိုမျက်နှာမူတဲ့အနေထားလေးကိုအစိုးရတရက်အနေနဲ့လုပ်စစ်ချင်တာပေါ့ကိုရဆန္ဒဟုတ်တယ်နော်ဆိုတော့ ဟုတ်ကဲ့ဗျာဟုတ်ကဲ့ကျွန်တော်တို့ကြားကာလအစိုးရတာဝန်ခံပုဂ္ဂိုလ်များအနေဖြင့်လဲဒါကကျွန်တော်တို့မြေပြင်မှာတကယ်ကိုအလုပ်လုပ်နေတဲ့စာနီရဲဘော်တို့ရဲ့ရင်ဖွင့်တာကိုကြားနိုင်ကြပါစေလို့လဲကျွန်တော်အနေနဲ့တိုက်တွန်းပြစေဆိုတော့ပြင်စရာလုပ်စရာရှိတာတွေလဲကျွန်တော်တို့အားလုံးဟာလုပ်သွားရမှာပါပဲထောက်ဖို့ကလည်းထောက်ဖို့အလျောက်စာနီရဲဘော်တွေကလည်းသူတို့ရဲ့ကဏ္ဍအလိုက်အစိုးရပုဂ္ဂိုလ်များကလည်းအစိုးရမှာတာဝန်ယူရမယ်တာဝန်ခံရမယ်အလုပ်များကိုခုနမြေပြင်ကရဲဘော်ပြောသလိုပဲဖြောင်းဖြူဖြူနဲ့ပြည်သူကိုအခြေမျက်နှာမူတဲ့အခြေပြုတဲ့လုပ်ငန်းတွေကိုဆက်ပြီးတော့သွားကြပါလို့ကျွန်တော်အနေနဲ့မြစ်တန်ရက်ခံချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လေးစားပါတယ်ဟုတ်ကဲ့နောက်ထပ်တစ်ခုကတော့မေခွန်းသုံးကတော့ကျွန်တော်တို့ဒီကိုတော်လန်တစ္ဆာအနေနဲ့ပေါ့နော်မြေပြင်မှာလည်းတကယ်ဟိုအလွတ်လွတ်နေတဲ့ပုံကိုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မေးချင်တာကဒီ ERO EAO ကိစ္စတွေနဲ့ပတ်သက်ပြီးတော့သူတို့မှလည်းတော်လိုင်းဖွဲ့စည်းတွေအမျိုးမျိုးရှိကြတယ်ကွဲပြားနေတဲ့အနေအထားတွေလည်းရှိပါတယ်ဆိုတော့အကိုတို့ဒီတိုင်းလားအဖွဲ့အစည်းတွေနဲ့ရောပူးပေါင်းပူးပေါင်းပြီးတော့ပူးတွဲလက်ပွဲဖော်ဆောင်တာတွေလည်းရှိခဲ့သလားပြီးတော့ဒီတိုင်းလား ERO တွေ EAO တွေနဲ့ပေါင်းနှင်းဆက်ဆံတဲ့နေရာမှာလည်းဘယ်လိုများအတွေ့အကြုံတွေရှိခဲ့ပါသလဲပေါ့နော်ဥပမာအားဖြင့်တိုင်းသားတွေရဲ့အနေအထားတော့လက်ရှိကျွန်တော်မြင်နေရတာကစီရေးအရာတော့သူတို့ကပူးပေါင်းမယ်တတ်နိုင်တဲ့လောက်တစ်ဖက်နဲ့တစ်ဖက်ကူညီကြမယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့ပူးပေါင်းကြမယ်ဆောင်ရွက်ကြမယ်တို့တော့လည်းပဲဒီနိုင်ငံရေးအရာပေါ့ခုနကျွန်တော်တို့မရောက်တဲ့အနေအထားကိုလည်းသူတို့ကသွားပြီးစဉ်းစားနေတဲ့အနေအထားလေးတွေကိုလည်းတွေ့ရတယ်ဆိုတော့လည်းမရောက်သေးပေမဲ့လည်းရှေ့မှာလည်းသူတို့ကခံခဲ့ရတဲ့အနေအထားလေးတွေရှိတယ်ပေါ့လေနော်ဒီစီရေးအရာရောနိုင်ငံရေးအရာရောဒီတိုင်းသားအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးတော့အခုအနေနဲ့ဘယ်လိုများအမြင်ရှိတယ်လဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့သိပြစေခင်ဗျပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြည်တွင်းစစ်ကကျွန်တော်တို့လွတ်လပ်ရေးနဲ့အတူတူတိုင်းပြည်ရဲ့အုပ်ချုပ်ရေးရန်တရားပေါ့နော်တိုင်းပြည် institution ကိုရေးဆွဲရမှာ1984ပေါ့နော်84ဥပဒေအခြေခံဥပဒေကိုရေးဆွဲရမှာဒွိဟတွေဖြစ်ပြီးတော့တန်တရားတွေဖြစ်ပြီးတော့ပြည်သူကိုကိုစားမပြုဘဲနဲ့နိုင်ငံရေးလက်ဝဲကြီးအုပ်မှုတွေကြောင့်ကျွန်တော်တို့တိုင်းပြည်ဟာပြည်တွင်းစစ်တန်တရားလဲခဲ့ရတာဆိုရင်ကျွန်တော်တို့နှစ်ပေါင်း80ကျော်ကြာသွားပါပြီအခုကျွန်တော်တို့မြန်မာ့နယ်ဦးတော်လှန်ရေးမှာကြတော့ကျွန်တော်တို့ဒီပြောမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်မှာရှိနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးအတွက်အမတန်ကောင်းမွန်တဲ့အခွင့်အရေးကြီးတစ်ရက်ပါအဲ့ဒါဘာလဲဆိုတော့ဒီတိုင်းပြည်ကိုဥဆောင်ခွင့်တိုင်းရင်းသားတိုင်းမှာရှိပါတယ်အင်အားကြီးတဲ့တိုင်းရင်းသားတိုင်းမှာဒီတိုင်းပြည်ကိုဥဆောင်နိုင်ခွင့်စွမ်းအားတွေရှိနေပါတယ်ဥပမာပေါ့ဒီလက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုရွေးချယ်ခဲ့တဲ့ပထမဦးဆုံးရွေးချယ်ခဲ့တဲ့ကရင်အင်အားကောင်းတဲ့အခုချိန်မှာသာလေသူတို့ဒီစစ်အနိုင်တိုက်နောက်ကရန်တရားဒီသူတို့လိုချင်တဲ့ပြည်သူကိုမျက်နှာမူတဲ့ရန်တရားပြန်လဲတိဆောက်ပြီးတော့ကောင်းမွန်တဲ့အနေအထားတရက်ကိုတွားမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ကိုကရင်အုပ်ချုပ်လဲကျွန်တော်တို့ကခွင့်မပြုဘူးလို့မပြောပါဘူးကချင်အုပ်ချုပ်လဲကျွန်တော်တို့ခွင့်မပြုဘူးလို့မပြောဘူးရခိုင်ကလာအုပ်ချုပ်လဲကျွန်တော်တို့ကခွင့်မပြုဘူးလို့မပြောဘူးအဓိကကောင်းမွန်တဲ့စနစ်အားလုံးလူသားအားလုံးကိုကိုစားပြုတဲ့စနစ်
ကျွန်တော်တို့သွားဖို့လိုပါတယ်ပေါင်ချဲဖို့လိုပါတယ်ဟိုလူမျိုးစုတစုတည်းကိုစားပြုတ်ပြီးတော့တွားနေခြင်းဒီကိုအန်တရကိုဖိတ်ခေါ်ခြင်းဖြစ်တယ်ဒီနေ့ဗမာလူငယ်အများစုဒီတိုင်းပြည်တစ်ခုလုံးတစ်စုံလုံးလွတ်မြောက်ဖို့ကိုပဲဥတီပြီးတော့တွားနေတဲ့အချိန်မှာကျွန်တော်တို့ဒီလူမျိုးစုဟိုပြောမယ်ဆိုရင်တော့ကျွန်တော်ဗမာလဲတိုင်းရင်းသားပါပဲเนาะကျွန်တော်တိုင်းရင်းသားဆိုပြီးတော့တခြားပုံကိုယ်တွေကိုပဲညီညွတ်ပြီးတိုင်းရင်းသားပြောတာမဟုတ်ပါဘူးဗမာကိုမျိုးကလည်းတိုင်းရင်းသားတွေပဲဖြစ်တယ်အဲ့တော့တိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းအင်အားကြီးတဲ့လက်နက်ကင်အဖွဲ့အစည်းတွေအနေနဲ့ပြည်မအထိစစ်ဝင်တိုက်ဖို့ကျွန်တော်တို့အနေနဲ့ဖိတ်ခေါ်တယ်နောက်တစ်ချက်ကကျွန်တော်တို့တိုင်းပြည်ရဲ့ပြန်လည်ထီထောင်ရေးလုပ်ငန်းတွေမှာအကျိုးဝင်ဖို့ institution ကိုရေးဆွဲတဲ့နေရာမှာတိုင်းရင်းသားအားလုံးပါဝင်တဲ့ရွေးချယ်မှုမျိုးဖြစ်ဖို့ရေးဆွဲမှုမျိုးဖြစ်ဖို့တိုင်းရင်းသားအားလုံးလူမျိုးစုအားလုံးကိုစားပြုတဲ့ဒီအခြေခံဥပဒေတည်းပေါ်ပေါက်ဖို့ကျွန်တော်တို့ဝိုင်းကြိုးစားရမှာဖြစ်တယ်လူမျိုးစုစုလွတ်မြောက်မယ်အဲ့လူမျိုးစုကိုဘယ်စနစ်ပေးပါပြည်နယ်ပေးပါဆိုလို့ရှိရင်ပြည်နယ်တွေဟိုလူမျိုးစုတွေပြည်နယ်စစ်နိုင်တဲ့နေရာမှာဥပမာဗျာဟိုရှမ်း33မျိုးရှိတယ်ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းကကျွန်တော်တို့ဟို10ဘွဲလောက်ပဲရှိတယ်အဲ့ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတိုင်းကိုကြည့်လိုက်လို့ရှိလို့ရှိရင်ရှမ်း33မျိုးလုံးညီမျှစွာနေထိုင်တဲ့နေရာဒီမှာကြီးပဲသူတို့လက်နက်ကိုင်အင်အားနဲ့နယ်မြေစိုးမိုးပြီးတော့ကိုယ်ပိုင်နယ်မြေတွေတိစောက်ပြီးတော့ဒီရက်တီဖို့စ조사တယ်အဲ့ဒါအမှားပါအဲ့လူမျိုးဆွဲနဲ့အတ္တအကိုကြိုးစည်းဝါအတွက်တာလေအလုံးလုံးတဲ့လူတွေရဲ့အတွေးခေါ်ပါကျွန်တော်တို့ကအဲ့လိုမဟုတ်ပါဘူးခင်ဗျားတို့တော်ရင်ကျွန်တော်တို့တိုင်းပြည်တစ်ခုလုံးအုပ်ချုပ်ခွင့်ခင်ဗျားတို့မှာရှိပါတယ်တိုင်းရင်းသားတိုင်းမှာရှိတယ်ချင်းမှာလည်းရှိတယ်ကချင်မှာလည်းရှိတယ်ရှမ်းမှာလည်းရှိတယ်ကရင်မှာလည်းရှိရှင်းလေးအထီးကတော်တဲ့သူတက်တဲ့သူတိုင်းပြည်အပေါ်စေတနာရှိတဲ့သူတွေဖြစ်အောင်အလုံးလုံးဖို့လိုပါတယ်ပြောမယ်ဆိုရင်ကိုနေမြေလွတ်မြောက်ဖို့တစ်ခုတည်းဆိုပြီးတော့လူမျိုးစုတစ်စုတည်းကိုအခြေခံပြီးစစ်တိုက်ရတယ်ကျွန်တော်တို့အကုန်ဗမာတွေတော်လိုင်းဆုံးရှုံးသွားပြီကျွန်တော်မရောက်လိုက်အောင်မဖြိုးနိုင်ဘူးဆိုအဲ့မင်းအောင်လိုင်ရဲ့လက်နက်တွေနဲ့မင်းအောင်လိုင်ကလည်းရှင်းလေးမိန်းမတွေရှိနေရင်လူတွေမွေးနေမယ်မွေးနေသမျှအကုန်လုံးစစ်မှုတန်းဥပဒေဆိုပြီးစွဲကော်ပြီးတော့တစ်ချိန်ခင်ဗျားတို့စီကိုအဲ့တဲ့နဲ့တွေပြန်လဲလာလိမ့်မယ်တေးကြတယ်ပြန်လဲလာမှာအဲ့တော့အခုတည်းကအခွင့်အရေးရှိနေတဲ့အချိန်မှာအပိသက်ဒီစစ်မိတ်စာကောင်ကြီးရှင်းလေးတိုင်းပြည်ရရှိသမျှဟာတွေအကုန်လုံးကိုဂုတ်သွေးဆုံနေတဲ့ဒီအတိုင်းဝိုင်းကြီးကိုကျွန်တော်တို့အကုန်ဟန်ချက်ညီတက်ညီလက်ညီအကုန်ပေါင်းရှင်းလိုက်မှသာပြီးပြတ်မှာပြစ်တယ်အခွင့်အရေးကောင်းမှာအဲ့အခွင့်အရေးကိုကျွန်တော်တို့အကျိုးရှိအသုံးချပါဟိုတရုတ်ဖိအားကြောင့်ဆိုပြီးတော့တချို့ဆိုရင်ကျွန်တော်တို့တော်လိုင်းလမ်းကြောင်းပေါ်ကဘေးလျှော်သွားတာရှိခင်ဗျားတို့ထမင်းငတ်ရင်တရုတ်ကလာကြွေးတာမဟုတ်ဘူးခင်ဗျားတို့နယ်မြေတွေမှာတရုတ်တွေလူကားဝနေတာကျွန်တော်ကိုယ်တိုင်မြင်ခဲ့ပါတယ်နော်ရှင်းလေးနော်အမျိုးသမီးတွေတော်တော်များများတရုတ်ပြည်မှာရောင်းစားပြီးတော့ဟိုဗာမရအဖြစ်နဲ့ရောင်းစားတာတွေခင်ဗျားတို့ခံထားရတယ်ကျွန်တော်အကုန်သိတယ်ဖောက်ထွက်ပါကျွန်တော်တို့ဓမ္မဒီတနိုင်ငံလုံးလွတ်မြောက်မှာကျွန်တော်တို့ကောင်းမွန်တဲ့စနစ်ကိုတည်ဆောက်လို့ရမှာဖြစ်တယ်ကျွန်တော်တို့ဟိုအာကိုဒီအင်အားကြီးကိုအာကိုအဲ့အင်အားကြီးတွေဆိုတာကလည်းသူတို့ရဲ့ real politics ကိုအခြေခံပြီးစဉ်းစားတယ်သူတို့ဂျိုးစီဝါအတွက်သူစဉ်းစားတယ်လက်တွေ့ကြတဲ့သူတို့ရဲ့နိုင်ငံရေးအကေးချင်းမှာအင်အားကြီးတဲ့သူကိုပဲစဉ်းစားတယ်ဥပမာကျွန်တော်ပထမအစပိုင်းမှာပြောသွားသလိုပဲဒီကမ္ဘာကုလသမဂ္ဂလိုအဖွဲ့အစည်းမျိုးမှာတော့ဖီယိုအာနာကိုရတာကမ္ဘာအင်အားကြီးဆုံးနိုင်ငံတွေပဲရတာဘယ်မှာလဲဒီမိုကရေစီဘယ်မှာလဲလူ့အခွင့်အရေးဘယ်မှာလဲတန်ဖိုးရှင်းလေးကျွန်တော်တို့စူးစမ်းနိုင်မှသာလဲကျွန်တော်တို့လွတ်မြောက်မှာဒီတိုင်းကြီးကျွန်တော်တို့စူးစမ်းမှဒီတိုင်းကြီးလွတ်မြောက်မှာပြစ်တယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့စူးစမ်းရမယ်အားလုံးဝိုင်းပြီးတော့ဒီမိစ္ဆာကြီးကိုရှင်းပြီးသွားမှာကျွန်တော်တို့တိုင်းပြည်ကိုဘယ်လိုပုံစံအုပ်ချုပ်မယ်ဆိုတာကိုစဉ်းစားရမှာဖြစ်တယ်ဒီမိစ္ဆာကိုရှင်းပြီးသွားရင်ကျွန်တော်တို့မှာအင်အားတွေအကုန်မျှတသွားပြီအင်အားတွေအကုန်မျှတသွားပြီဆိုရင်ကျွန်တော်တို့ကကောင်းမွန်တဲ့စနစ်ကိုအင်အားတူညီတဲ့လူတွေစုဖွဲ့ပြီးတော့ကောင်းမွန်တဲ့စနစ်ကိုတည်ဆောက်လိုက်တဲ့အခါမှာကျွန်တော်တို့တိုင်းပြည်တိုးတက်သွားမှာဖြစ်တယ်ဘယ်သူမှကိုချင်းစာနာစိတ်ဆိုတာဘယ်သူမှမရှိမနေဘူးကျွန်တော်တို့တော်လန်ရေးရဲဘော်တွေနဲ့ကျွန်တော်တို့ပြည်သူတွေမှာပဲရှိနေတာအင်အားကြီးရင်လူတိုင်းဟာစိတ်ပြောင်းတတ်ကြတယ်အဲ့တော့အင်အားကြီးတဲ့အဖွဲ့အစည်းတွေကိုအရင်ဖြိုထုတ်ပြီးတော့အင်အားတူညီမှသာလဲကျွန်တော်တို့စကားဝိုင်းမှာ level စကားပြောလို့ရပါတယ်ဒါ real politics ကိုအခြေခံပြီးကျွန်တော်ပြောခြင်းဖြစ်ပါတယ်ဟုတ်ကဲ့လေးစားပါတယ်ဟုတ်ကဲ့ကိုဒေါ်လန်ဒစ်စာရဲ့ဖြေကြားချက်တွေကိုအားရစရာအနေနဲ့ကျွန်တော်တို့ကြားရပါတယ်မြင်ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီတိုင်းသားတွေအပိုင်းမှာလည်းခုနအခုပြောသွားသလိုပဲတချို့ကြတော့လေဒီအမြင်ကျင်းတာအမြင်ကျဲတာလေးတွေရှိတယ်ပေါ့ဗျာနော်တချို့ကလည်းတမင်တကာစကားစဖက်ကသူတို့လူတွေအနေနဲ့မွေးထားတဲ့ဟာတောင်ပေါ်ဒေတာအဲ့ဒီလိုခုနဟာ
လာမြေပြန့်ဒေတာဖြစ်ဖြစ်တောင်တန်းဒေတာမှာပဲဖြစ်ဖြစ်သူတို့မွေးထားတဲ့လူတွေတွေးခွဲထားတဲ့လူတွေလည်းရှိတယ်ဒါလောလောဆရာတော့ဒါကျွန်တော်တို့ငင်းလို့မရတဲ့အနေထားပါလေနော်အဓိကတော့အခုဆွေးနွေးသွားတာဒီကိုယ့်ရဲ့ပြည်နယ်တစ်ခုလေးကိုယ့်ရဲ့တိုင်းဒေတာတစ်ခုလေးဟုတ်လားကိုယ့်ရဲ့နယ်မြေတစ်စိတ်တစ်ပိုင်းလေးကိုရယုံနဲ့ဝန်တာမနေကြဖို့တကယ်လို့ရပြီးတော့နေပြီးတော့ဟုတ်လားဂျာနဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဒီအာဏာရှင်စနစ်ကိုအမြင့်ပြတ်မချေမုန်းနိုင်ဘူးဆိုရင်အဲ့ဒီနယ်ပယ်ဒေတာပြည်နယ်ဖြစ်ဖြစ်တိုင်းဒေတာတစ်ခုပဲဖြစ်ဖြစ်အဲ့ဒီဟုတ်လားဒေတာဟုတ်လားအချို့ပဲဖြစ်ဖြစ်နောက်တစ်ချိန်မှာအရန်ကိုအန္တရာယ်ကြီးပါတယ်ပြန်ပြီးတော့သူ့အတွက်တိမ့်ယူရတာမခက်ဘူးဆိုတဲ့အနေအထားကိုပြောသွားတာကိုတွေ့ရပါတယ်ဒါကတကယ်ဟုတ်လားမြေပြင်မှာရှိတဲ့ကိုဒေါ်လာတစ္ဆာရဲ့မှန်ကန်သောစကားလို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဒါမှန်ကန်တဲ့သုံးသပ်ချက်လည်းဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့လည်းလက်ခံပါတယ်ဟာလာရှေးခေတ်ကဟာတွေနောက်ခေတ်ကတွေမစင်းစားပဲနဲ့လက်ရှိမှာတနိုင်ငံလုံးတောင်ပေါ်မြေပြန့်ဒေတာမရွေးအားလုံးခံစားနေရတဲ့အနေအထားမှာ LPDF အနေနဲ့ပေါ်လာကြတဲ့ဟာလာအနေအထားကနေစပြီးတော့တော်လန်လာကြတဲ့အတိုင်းအတာဒီလုံးဝဘာမှမရှိတဲ့အနေအထားကနေကျွန်တော်တို့ရုန်းကန်လာတာဒီယခုဟာလာ90တွေမဟုတ်တော့ပါဘူး60ရာခိုင်နှုန်းကိုကျော်လာပါပြီဟာလာရန်သူလက်နက်ကိုကိုယ်လက်နက်ဖြစ်လှုပ်လာနိုင်တယ်ခုနကျွန်တော်ရှေ့ကပြောခဲ့သလိုဒီထွန်ကြံစတဲ့အပိုင်းတွေမှာလည်းဒီထွန်ကြံစနိုင်ခဲ့ပါတယ်ဟလာတချို့နယ်ဒေတာတွေမှာဆိုအောင်မြင်မှုတွေလည်းအများကြီးရလာပါပြီရခိုင်ဆိုရင်လည်း2မျိုးလောက်ပဲကြံတော့တယ်ကျွန်တော်တို့ချင်းတောင်ဆိုလည်းတဘောတရား2မျိုးလောက်ပဲကြံတော့တယ်ကြံတဲ့နေရာဟလာအရှိအနောက်တောင်မြောက်မှာလည်းအောင်ပွဲတွေအတီးတီးရရှိလာကြတာကိုတွေ့ရလို့ကျွန်တော်အနေနဲ့60ရာခိုင်နှုန်းတောင်ကျွန်တော်တို့လက်ထဲရောက်လာပါပြီလို့ကျွန်တော်အနေနဲ့သုံးသပ်လို့ခြင်းဖြစ်ပါတယ်ဆိုတော့ကိုဒေါ်လန်တစ္ဆာကိုလည်းကျေးဇူးတင်ပါတယ်ဝင်ရောက်ကြည့်ရှုနေကြတဲ့ညီကောင်မောင်နှမများအနေဖြင့်လဲကိုဒေါ်လန်တစ္ဆာတို့အဖွဲ့ဖြစ်တဲ့ဟလားကျွန်တော်တို့ပြည်သူဒေါ်လန်ရေးလက်ယုံတပ်ဖွဲ့ဟလားကိုဥဆောင်နေတဲ့ကိုဒေါ်လန်တစ္ဆာဖြစ်ပါတယ်ကိုဒေါ်လန်တစ္ဆာတို့အဖွဲ့ကိုကူချင်းနဲ့လှူချင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ CV ကနေဝင်ပြီးတော့မေးမြန်းပြီးတော့ကူညီလို့ရပါတယ်ဆိုတဲ့အကြောင်းကိုဒီနေရာမှာကျွန်တော်အနေနဲ့မေတ္တာရက်ခံချင်ပါတယ်တကယ်ကိုမြေပြင်မှာလှုပ်လှုပ်နေတဲ့အဖွဲ့တွေဖြစ်တဲ့ဆိုတာကိုလည်းကျွန်တော်အနေနဲ့အာမခံပါတယ်ဒါလေးကိုကျွန်တော်မေတ္တာရက်ခံပြစေဟုတ်ကဲ့ခင်ဗျခုလိုကြည့်ရှုပေးကြတဲ့အတွက်လည်းကျေးဇူးတင်တယ်နောက်မေးခွန်းတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့စိတ်မြင်ပြင်အနေအထားရပါလေနော်ဒီကိုဒေါ်လာတစ္ဆာတို့အနေနဲ့မြေပြင်မှာအရင်တော့လို့တတိတစ်ဖွဲ့ချင်းစီမဟုတ်တော့ပဲနဲ့အခုမြေပြင်မှာဟလာသဘောဆန္ဒသဘောထားတွေတူညီကြတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ကရောပူးပေါင်းမှုတွေရှိနေကြပြီလားစီယုံမှုတွေရှိနေကြပြီလားသဘောတရားကအရင်တော့လို့တပွဲတကပြားစီမဟုတ်တော့ပဲနဲ့အ ਨੇ ဆုံးအဆင့်ဟလာဟိုနှစ်ဖွဲ့ပေါင်းသွားတဲ့အနေထားတွေတို့သုံးဖွဲ့ပေါင်းသွားတဲ့အနေထားတွေတို့နောက်ထပ်ဘယ်လိုပြောမှလဲဒီတမဟာတိဆောက်နိုင်တဲ့အပိုင်းဒီအနေအထားတွေကိုရောက်လာပြီလားဆိုတော့မြေပြင်ရဲ့စီလုံးညီညွတ်မှုရဲ့ဟလာအပိုင်းနဲ့ပတ်သက်ပြီးတော့စီလုံးညီညွတ်မှုအပိုင်းကိုကျွန်တော်အနေနဲ့တစ်ချက်လောက်မေးချင်ပါတယ်အဲ့ဒါကိုအခုအနေနဲ့မြေပြင်မှာရှိတဲ့အနေအထားကိုနော်အများပြည်သူလူထုလည်းသိအောင်လို့တင်ပြပေးပါလို့မြေတာရက်ခံပြစေခင်ဗျဟုတ်ကဲ့ဟုတ်ဒီစမဦးဆုံးမင်းကသူဒီတူရမှာလေအတေးတူရသူနေရာနဲ့တူတော့အကုန်လုံးစုသွားကြပြီပြောမယ်ဆိုလို့ရှိရင်စူးစမ်းအတုံးမှုတွေတော့တော်တော်လေးကောင်းလာတယ်နောက်ပြီးတော့တိုက်စွမ်းအားစစ်တိုက်ပုံအချင်းစီရိုက်တူညီတာလေးတွေအကုန်လုံးပူပေါင်းသွားကြပါပြီအရင်လိုဟိုလေးဒါကဟိုပြောမယ်ဆိုလို့ရှိရင်နောက်ွယ်မှာအဖွဲ့ကြီးတွေရှိနေပါပြီသူတို့အဖွဲ့လေးတွေဖြစ်နေသူတို့အတူခံမှုရက်တည်တဲ့အနေထားပဲရှိတော့ပြီးတော့တကယ်ကြတော့နောက်ွယ်မှာအဖွဲ့အင်အားကြီးအဖွဲ့တွေနဲ့အကုန်လုံးပူးပေါင်းပြီးတော့အလုံးလုံးနေတာတွေရှိပါတယ်ဗျဟုတ်ကဲ့ဟိုကျွန်တော်တို့ဆိုရင်ဒါကျွန်တော်ဆိုရင်အဖွဲ့ပေါင်း10ဖွဲ့9ဖွဲ့ကိုကျွန်တော်ပေါင်းပြီးတော့ပြည်သူတော်လှန်ရေးလက်ရုံးတပ်ဖွဲ့ဆိုပြီးတော့တည်ထောင်လိုက်တာဖြစ်ပါတယ်အင်အားအနေနဲ့ကတော့ကျွန်တော်အနေနဲ့ဒီမန္တလေးမကွေးစကိုင်းအားလုံးပေါင်းမယ်ဆိုရင်အင်အားကျွန်တော်စီမှာ300ခန့်ကျွန်တော်တို့လက်ရှိ300ခွဲပြီးတော့ကျွန်တော်တို့
စစ်တိုက်နေပါတယ်မကွေးတိုင်းမှာဆိုရင်တော့ရေစိုးစစ်တောင်းကိုကျွန်တော်တို့ဝင်တိုက်ပေးနေတယ်ကျွန်တော်တို့အခုလက်ရှိစကိုင်းဆိုရင်တော့ကန်ထောက်ကိုကျွန်တော်တို့ဝင်ကူညီပေးနေသလိုမန္တလေးဘက်မှာဆိုလို့လည်းချင်းလည်းမကြခင်စီးဖော်ဆောင်မှုစူးစမ်းနေပါတယ်ဗျာဟုတ်ကဲ့ကိုဒေါ်လာသစ္စာရဲ့ဖြေကြချက်တွေကိုကြားရတော့ရန်ဝမ်းသာမိတယ်ဗျာအရင်တော့ဆိုရင်ကျွန်တော်တို့ဟလာတကွဲတပြားစီဖြစ်ခဲ့တဲ့အနေအထားကနေတစ်ဆင့်ယနေ့လိုအောင်မြင်မှုတွေရလာတာဒီနေ့လိုပေါင်းစည်းမှုတွေဖြစ်လာတာကိုကျွန်တော်တို့အနေနဲ့ထောက်ဖို့သမားတွေအနေနဲ့အရန်ကိုတကယ်ကိုဝမ်းသာမိပါတယ်ဟိုမျက်ရည်တော်မှကြားချင်မတတ်ဖြစ်သွားတယ်အဲဒီအခုစကားတွေကြားရတော့လေနော်ဆိုတော့ဒါကဟိုဒီမှာကြည့်ရှုနေကြတဲ့ညီကောင်မောင်နှမတွေအနေနဲ့ကတော့လေဒါဝမ်းသာမလို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ခုနအခုပြောသွားသလိုပဲနဲတဲ့အင်အားတွေမဟုတ်ဘူးเนาะအဖွဲ့အစည်းတွေတော်လေးကိုပေါင်းစည်းလာနိုင်တဲ့အနေအထားတွေကိုတွေ့ရပါတယ်ဒါကြောင့်ဒီမှာအသက်ဆရာစကားအနေနဲ့ဘုဒ္ဓလန်သစ္စာအနေနဲ့ပြောသွားပါပြီဒါကြောင့်ဒီလိုတကယ်အလုပ်လုပ်နေတဲ့အဖွဲ့အစည်းတွေကိုဆက်လက်ပြီးတော့ပါဝင်ပေးကြဖို့ဝင်ရပေးကြဖို့ရန်အတွက်လည်းကျွန်တော်အနေနဲ့ထပ်ပြီးတော့မေတ္တာရက်ခံပါတယ်တကယ်အလုပ်လုပ်တကယ်ပေါင်းစည်းမှုတွေအောင်မြင်မှုတွေရလာတယ်ဆိုတာကိုလည်းမြင်တွေ့ရပါတယ်ကျွန်တော်တို့ထောက်ဖို့သမားတွေအတွက်ကလည်းလုံးဝကိုအလဟတမဖြစ်ဘူးဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်เนาะဒါကကျွန်တော်တို့ဒီကိုဒလန်သစ္စာဖြည့်သွားတဲ့အဖြေတွေဟာဆိုရင်လည်းပဲကျွန်တော်တို့နိုင်ငံတကာအသီးသီးမှာရောက်ရှိနေကြတဲ့ထောက်ဖို့တာဝန်ယူနေကြတဲ့လူတွေအတွက်အရန်ကိုအားရစရာဖြစ်ရပါတယ်လို့ကျွန်တော်အနေနဲ့ပြောကြားချင်ပါတယ်ဆိုတော့ကျွန်တော် CP မှာပဲဆက်သွယ်ပေးကြပါကျွန်တော်စီကနေပါတစ်ဆင့်ကူညီပေးလို့ရပါတယ်လို့ဒီနေရာမှာကျွန်တော်မေတ္တာရက်ခံပြစေเนาะဒါတကယ်ကိုမြေပြင်ပေါ်မှာအလုပ်လုပ်နေတဲ့အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတာလည်းကျွန်တော်အာမခံပေးပါတယ်ကျွန်တော်နဲ့ရင်းနှီးလာတာတိလာတာကလည်းဟိုခုမှမဟုတ်ပါဘူးတော်တော်လေးကိုကြာလာပါပြီเนาะဒါလေးကိုကျွန်တော်အနေနဲ့အသိပေးချင်ပါတယ်လိုင်းရတော်တော်လေး line အသိကိုအခြေအနေမကောင်းတာဗျာဒီခံပေးကြပါလို့မေတ္တာရက်ခံပါတယ်လိုင်းကကြားလိုက်တက်လိုက်နေဟိုတော်တော်လေးကိုအခြေအနေမကောင်းဖြစ်နေတယ်ကြီးရှုနေကြတဲ့ညီကောင်မောင်နှမများအနေနဲ့လည်းအသိခံပေးကြပါလို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါတယ်နော်အခုကိုဒေါ်လန်သစ္စာအနေနဲ့ဟောဖြစ်ရင်လည်းအဲ့ဒီဘက်ကလည်းကျွန်တော်ပြန်ပြီးတော့အပ်ပေးပါလို့တောင်းဆိုပါတယ်နော်ကျွန်တော်ဒီဘက်ကကြသွားတယ်ကျွန်တော်ပြန်ရှာတာပြန်အဲ့ဒါကိုလုံးဝအဆင်မပြေဘူးဖြစ်သွားတယ်
ကျွန်တော်ပြန်ပြီးတော့စူးစမ်းနေပါတယ်ခဏတော့ဒီခံပေးကြပါလို့မေတ္တာရက်ခံပါတယ်ခင်ဗျအခုဘက်ကရရင်အခုဘက်ကကျွန်တော်ပြန်ပြီးတော့ join ပေးပါဦးနော်ကျွန်တော်ဘက်ကလုံးဝ join လို့မရလို့ပါဆိုတော့ကြည့်ရှုနေကြတဲ့ကျွန်တော်တို့တိုင်းသားညီကောင်မောင်နှမများအနေဖြင့်ပေါ့နော်ကျွန်တော်တို့ဒီပြည်သူဒေါ်လာရေးလက်ယုံတပ်ဖွဲ့ကိုဥဆောင်နေတဲ့ကိုဒေါ်လာသစ္စာတို့အဖွဲ့ကိုကူချင်တယ်ဝိုင်းပေးချင်တယ်ဆိုရင်ဖြင့်ကျွန်တော်ရဲ့ CV ထဲကနေဆက်သွယ်ပေးကြပါလို့ကျွန်တော်မေတ္တာရက်ခံပြစေအဓိကကတော့ကျွန်တော်ရည်ရွယ်ချက်ကတော့ခုမြေပြင်ပေါ်မှာဖြစ်ပျက်နေတဲ့အဖြစ်ပျက်တွေဟလာအခြေအနေတွေကိုဟလာနိုင်ငံတကာအသီးသီးထောက်ပို့ညီကိုတွေကိုသိစေချင်တဲ့စိတ်နဲ့ဟလာပံ့ပိုးနိုင်အောင်လို့ကျွန်တော်စီစဉ်ပေးရခြင်းဖြစ်ပါတယ်ဒါကျွန်တော်တို့မြေပြင်မှာတကယ်လွတ်လွတ်နေတဲ့ပုဂ္ဂိုလ်တွေရဲ့ဟလာစာနေရဲဘော်တွေရဲ့အနေထားတွေကဘယ်လောက်ထိအတိုင်းအတာရောက်နေပြီလဲအောင်မြင်နေတဲ့အတိုင်းအတာတွေကဘယ်လိုရှိနေတယ်လဲဆိုတော့မြေပြင်ရဲ့လက်တွေ့အခြေအနေတွေကိုမေးမြန်းရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ပုဂ္ဂိုလ်ရေးရလဲရင်းနှီးတော့ဒါတွေကိုဒီပုဂ္ဂိုလ်ရေးရင်းနှီးမှုကိုအသုံးချပြီးတော့အများပြည်သူလူထုကိုဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့မြေပြင်ရဲ့အခြေအနေကိုသိစေချင်လို့ကျွန်တော်အနေနဲ့လိုက်လုပ်ရခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့လိုင်းရလက်တက်လိုက်ကြလိုက်ဟိုတစ္ဆာဖက်ကလည်းလိုက်အခြေအနေမကောင်းမှုထင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဒီ like ကိုဒီမှာနေမဲ့အဆုံးသတ်ပြစေလို့ပြောကြရင်းနဲ့အားလုံးကျမ်းမာချမ်းသာကြပါစေလို့မေတ္တာပို့တာပေးလိုက်ပါရခင်ဗျအားလုံးကိုစိတ်နှဖျားအေးချမ်းကြပါစေ